မင်္ဂလာပါရှင်ကျမဒေါက်တာအေးမှာပါကျမ American ပြည်အောင်စု Michigan ပြည်နယ် Battle Creek မြို့ Grace Health မှာထူထူယောဂကုဆရာဝန်အနေနဲ့ထမ်းဆောင်နေရနှစ်20ကျော်ရှိပါပြီဒီနှစ်20အတွင်းမှာကျမတို့ဒီမြန်မာပြည်ပွားပေါ့လေလူနာများလည်းကျမအများဆုံးကြည့်ရပါတယ်အဲ့ဒီထဲမှာမှစီးကြိုသွေးကြိုနဲ့ပတ်သက်ပြီးတော့လူနာအများစုပါပါတယ်အဲ့လိုပါတဲ့အခါမှာစေကန်းရောက်လာတဲ့အခါမှာကျမတို့အစားအသောက်နဲ့ပတ်သက်ပြီးတော့ပေါ့လေစေကန်းမှာ dietitian ရှိရဲ့အခါမှာreferral လုပ်တဲ့အခါအခက်အခဲအများကြီးတွေ့ရပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီက dietitian တွေကပြောတဲ့အစားအသောက်တွေကဘိုးအစားအသောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့မြန်မာလူမျိုးတွေနေ့တူကစားနေရတဲ့မြန်မာအစားအစာကြတော့ဒီ diabetes နဲ့ပတ်သက်ပြီးတော့ဘယ်လိုစားရမယ်ဆိုတာမျိုးပေါ့လေ။နေသူတို့နေနဲ့အခက်အခဲလေးကြုံရတဲ့အတွက်ကြောင့်မလို့ဒီ talk လေးပြောရခြင်းဖြစ်ပါတယ်။ကျမဒီက diabetes ပေါ့လေစီးကြိုသွေးကြိုအတွက်ပြောတာဆိုပေမဲ့လို့လေဒီ pre-diabetes သမားတွေရောနောက် weight ချခြင်းတဲ့သူတွေပေါ့လေ weight ချခြင်းတဲ့သူတွေအတွက်ရောနောက်တစ်ခါကျတော့အသေးမှာအစီဖုံးနဲ့လေ fatty liver သမားတွေအတွက်လည်းအကျုံးဝင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အားလုံးရဲ့ treatment က diet နဲ့ exercise ပေါ့လေ lifestyle changes ဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ဒီနေ့ပြောပြမယ့်ခေါင်းစဉ်လေးရတော့စီးကြိုသွေးကြိုအကြောင်းသိခေါင်းစရာပေါ့အဲ့ဒါမှာစီးကြိုသွေးကြိုဆိုတာဘယ်လိုဖြစ်ရတာလဲဘာကြောင့်ဖြစ်ရတာလဲစီးကြိုဘယ်နှမျိုးရှိလဲစီးကြိုရဲ့လက္ခဏာတွေကဘာတွေလဲဘယ်သူတွေကိုစီးကြိုရှိမရှိစစ်မလဲနံပါတ်ဘယ်လောက်ဆိုလို့ရှိရင်စီးကြိုလို့သတ်မှတ်မလဲစီးကြိုကိုဘယ်လိုကုမလဲစီးကြိုသွေးကြိုရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကဘာလဲဆိုရအောင်တခုချင်းကိုအနည်းချင်းပေါ့လေကျွန်မရှင်းပြပေးပါမယ်အသေးစိတ်တော့မပါပါဘူးเนาะပထမဆုံးအနေနဲ့ကျွန်မပြောချင်တာကတော့စီးကြိုသွေးကြိုဆိုပေမဲ့လို့လဲကျွန်မတို့ဒီမြန်မာတွေရဲ့နှုတ်မှာတော့စီးကြိုလို့ပဲခေါ်ကြပါတယ်စီးကြိုသွေးကြိုလို့ခေါ်တဲ့ဟာရှားပါတယ်တကယ်တော့ misnomer ပါ diabetes ဆိုလို့ရှိရင်တော့လူတိုင်းကသိတယ်ဒါပေမဲ့လို့စီးကြိုဆိုလို့ရှိရင်စီးကြိုနဲ့သွေးကြိုကို꿰လို့ထင်ကြပါတယ်ဒါကတော့မဟုတ်ပါဘူးအမှန်တကယ်ဖြစ်ရမှာတော့သွေးကြိုလို့ပြောတာတော့မှန်ပါတယ်ကျမကိုယ်တိုင်ကလည်းနှုတ်ကြိုးနေတဲ့အတွက်ကြောင့်မလို့စီးကြိုလို့ပဲပြောဖြစ်တာများပါတယ်ဒါပေမဲ့အမှန်တကယ်ကတော့သူကသွေးကြိုပါဘာဖြစ်လို့လဲဆိုတော့စီးထဲမှာအချိုဓာတ်ပါတိုင်း diabetes မဟုတ်ပါဘူးလူနာတွေလာပြလို့တခုကြောင့်မလို့စီးစစ်လိုက်လို့စီးထဲမှာအချိုဓာတ်များတယ်ဆိုလို့ရှိရင်ကျမတို့ကဒါ diabetes ရှိမရှိကိုသွေးစစ်ကြည့်လိုက်တဲ့အခါမှာမရှိတဲ့လူလည်းရှိပါတယ်အဲ့ဒါမျိုးကဘာကြောင့်လဲဆိုတော့စီးထဲမှာအချိုဓာတ်ရှိပြီးတော့diabetes မရှိတာတော့တခြား genetic disorder တွေတို့ kidney ကြောင့်မလို့ဖြစ်တာဖြစ်ပါတယ်ဒါပေမဲ့လို့ diabetes ဖြစ်လို့ဒီသွေးထဲမှာအချိုဓာတ်ရှိလို့စီးကိုစစ်မယ်ဆိုရှင်เนาะသူ့မှာအချိုဓာတ်ရှိတာတွေ့ပါတယ် definition ကိုကဒီ diabetes ဆိုတာကသွေးထဲမှာအချိုဓာတ် glucose ရှိတဲ့တာရဲ့ပိုပြီးများနေလို့သူ့ကိုကျမတို့ကသွေးကြိုလို့ခေါ်တာဖြစ်ပါတယ်ဖြစ်ရတဲ့အကြောင်းရင်းကတော့ကျမတို့စားလိုက်တဲ့ဒီအချိုဓာတ်ခွန်အားကယ်လိုရီအဖြစ်နဲ့ခန္ဓာကိုယ်ရဲ့ class အတွင်းကိုပို့သွင်းရတဲ့မရှိမဖြစ်လိုအပ်တဲ့ကျမတို့ခန္ဓာကိုယ်ထဲမှာရှိတဲ့ glands ဖြစ်တဲ့ဒီ pancreas ပေါ့လေမုန့်ကြိုအိတ်ကနေပြီးတော့ hormone တစ်မျိုး insulin ထုတ်ရပါတယ်အဲ့ insulin ကချို့တဲ့နေရင်ဒါ diabetes type 1 diabetes လို့ခေါ်ပါတယ်ဒုတိယမျိုးကတော့ဒီ insulin ကိုထုတ်တယ်ဒါပေမဲ့ထုတ်တဲ့ insulin ကိုခန္ဓာကိုယ်ကနေပြီးတော့တေချာမသုံးနိုင်တဲ့အတွက်ကြောင့်မလို့ဖြစ်ရတဲ့ဟို insulin resistant လို့ခေါ်ပြီး type 2လို့ခေါ်ပါတယ်ကျွန်မဒီနေ့ပြောပြမယ့်ဟာကတော့ type 2 diabetes ပါ type 1ကတော့များသောအားဖြင့်ကလေးတွေမှာပဲဖြစ်ပါတယ်ဘာလို့ဆိုတော့သူက insulin ကိုလုံးဝကိုမထွက်တာအတွက်ကြောင့်မလို့သူ့ရဲ့ management treatment ကလည်း insulin ပဲဖြစ်ရပါမယ်သူတို့ကိုတောက်ဆေးနဲ့သုံးလို့မရပါဘူး type 2ကတော့သူကတော့ဒီ insulin resistant ကြောင့်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့အနေနဲ့တောက်ဆေးနဲ့သုံးလို့ရပါတယ်ဒီမှာဆိုလို့ရှိရင် type က type 1 type 2အပြင်တခြား type တွေလည်းရှိပါတယ်တခြား type တွေက minor ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်မရှင်းမပြတော့ပါဘူးအဲ့တော့ဒီမှာပြောပြတဲ့အတိုင်း type 2ကဘာကြောင့်လဲ insulin resistant ကြောင့်ထုတ်တယ်ဒါပေမဲ့ခန္ဓာကိုယ်ကအသုံးမချနိုင်ဘူးအဲ့တော့အဲ့လို insulin resistant ဖြစ်ရတဲ့အကြောင်းအရင်းကဘာကြောင့်လဲဆိုတော့ဒီပုံမှာဆိုလို့ရှိရင်ဘယ်ဘက် column မှာဆိုလို့ရှိရင်ဒီ insulin resistant
ဖြစ်ရတဲ့အကြောင်းရင်းမှာညာဘက် column ကတော့ insulin resistant ဖြစ်တဲ့လူကနောက်ဆက်တွဲဆိုးကျိုးတွေဘာတွေဖြစ်နိုင်မလဲဆိုတာကိုပြထားပါတယ်အဲ့တော့ insulin resistant ကဘာဖြစ်လို့ဖြစ်ရလဲ number 1အနေနဲ့ excessive carbohydrate intake ပေါ့ကစီဓာတ်အစားများတဲ့လူတွေပေါ့ကျမတို့မြန်မာတွေဆိုရှင်ဒီဆန်တို့ဂျုံတို့တော်များများစားပါတယ် excessive carbohydrate intake သမားတွေက insulin resistant များတယ် genetics လို့ခေါ်တဲ့ဒီမျိုးရိုးဗီဇကြောင့်လည်းဖြစ်နိုင်တယ် sedentary lifestyle လှုပ်ရှားမှုမရှိတဲ့သူတွေမှာလည်းတွေ့ရပါတယ်။နောက် excessive weight သမားတွေမှာတွေ့ရပါတယ်။နောက်တစ်ခုကကျွန်မဒီမှာထည့်ဖို့မပါသွားတာကတော့ aging ပေါ့လေ။အသက်ကြီးလာတဲ့လူတွေမှာလည်း insulin resistant ဖြစ်တတ်ပါတယ်။အဲ့တော့ဒီဘက်မှာဖြစ်ရတဲ့အကြောင်းရင်းမှာဒီနှစ်မျိုးပေါ့လေ genetics နဲ့ဒီ aging ကကျမတို့ပြောင်းလို့မရပါဘူးမျိုးဗီဇကိုလည်းဖျက်လို့မရပါဘူးနောက်တစ်ခါကျအသက်ကြီးရဲ့ဟာ aging ကိုလည်းအသက်မကြီးပါနဲ့လို့ပြောလို့မရပါဘူးအဲ့တော့ဒီနှစ်ခုကိုကျမတို့ပြောင်းလို့မရဘူးကျမတို့ပြောင်းလို့ရတာဘာလဲဆိုတော့ဒီ excessive carbohydrate intake carbohydrate intake ကို short စားရမယ် sedentary lifestyle ကနေပြီးတော့ active lifestyle ဖြစ်အောင်လို့ပြောင်းရမယ်နောက် weight ကိုက maintain ဖြစ်အောင်လုပ်ရမယ်အဲ့တော့ဒီ insulin resistant မဖြစ်အောင်လို့ဒီ၃မျိုးကိုကျမတို့အဓိကထားပြီးတော့ကာကွယ်လို့ရပါတယ်အဲ့တော့ insulin resistant ဖြစ်တဲ့လူကဘာတွေဆိုးကျိုးရမလဲဆိုတော့ဒီ polycystic ovarian disease ဆိုတာကတော့အမျိုးသမီးလူငယ်တွေမှာပေါ့လေနည်းနည်းလေးဝရတယ်ရာသီမမှန်မှုနောက်မျက်နှာမှာဝက်ချံခဏပေါက်တယ်နောက် facial hair တွေရှိရတဲ့သူတွေမှာဆိုလို့ရှိရင် insulin resistant တမှာ polycystic ovarian syndrome ဖြစ်တတ်ပါတယ်နောက် insulin resistant တမှာခန္ဓာကိုယ်မှာအယောင်ရမ်းပေါ့လေ inflammatory process တွေများပါတယ်နောက်တစ်ခါကျသွေးကြောကလည်းသွေးကြောထူပြီးတော့ပိတ်တတ်ပါတယ်နောက် heart burn ဆက်ရပါတယ်နောက်ခန္ဓာကိုယ်မှာရှိရကောင်းတဲ့ cholesterol လို့ခေါ်တဲ့ HDL ကလည်းနည်းပြီးတော့နောက် indirect cholesterol ဖြစ်တဲ့ triglyceride တွေလည်းများတတ်ပါတယ်သွေးတိုးရောဂါလည်းဖြစ်တတ်ပါတယ်စီးချိုလည်းဖြစ်တတ်ပါတယ်နောက်တစ်ခုကကြတော့ဒီပေါ့လေ abdominal intra abdominal fat လည်းများတတ်ပါတယ်အခုစီးချိုရဲ့လက္ခဏာတွေကဘာလဲဆိုတာကျွန်မပြောပါမယ်အများစုအဖြစ်တော့စီးချိုက asymptomatic ပါလက္ခဏာမပြရလို့များပါတယ်ဒါကြောင့်မို့လို့လေဒီစီးချိုလို့ပေါ့လေစီးချိုသွေးချိုလို့ diabetes လို့တတ်မှတ်လိုက်တာနဲ့တပြိုင်နက်သူတို့တွေကဘယ်လောက်ကြာနေရဲဆိုတာသူတို့မသိပါဘူးဖြစ်နေရဲဆိုတာမသိပါဘူးဒါလက္ခဏာမပြရတဲ့ကြောင့်သူတို့ကတော့ဆရာဝန်တွေပြပြီးတော့ physical check up လုပ်လိုက်ရင်မှသွေးဖောက်ရင်းနဲ့ဖြစ်သွားတာမျိုးပါသွေးဖောက်ရင်းနဲ့တိသွား diagnosis ရတာမျိုးပေါ့လေနောက်တစ်ခုကယောဂလက္ခဏာပြတာဒါတော့ယောဂလက္ခဏာပြရတဲ့ကြောင့်မလို့ဆရာဝန်ကိုသွားပြတယ်ပြခြင်းအပြင်သူတို့သွေးဖောက်စစ်တော့ diagnosis ရတယ်အဲ့တော့စီးခဏသွားမယ်ရေစားလောက်မယ်ရေခဏတောက်မယ်ရုပ်တရက်မျက်စိဝါးလာတယ်ရုပ်တရက်ကိုလေးချိန်ကြာမယ်ပုံမပြီးတော့ပင်ပန်းနွမ်းနယ်လွယ်ပေါ့လေ fatigue ပိုရစေရအဲ့တော့ခုနကျွန်မပြောတဲ့အတိုင်းဒီ asymptomatic သမားတွေရှိရတဲ့အတွက်ကြောင့်မလို့ဘယ်လိုလူမျိုးတွေကိုစီးကြိုစစ်မလဲဒီမှာဆိုရှင် ADA ဆိုတာ American Diabetes Association ပေါ့ဒါစီချိုနဲ့ပတ်သက်တဲ့အဖွဲ့အစည်းကနေပြီးတော့ထုတ်ထားတဲ့ protocol ပါဒီဘက်ကတခြားကတော့ USPSTF ဆိုတာကတော့ US Preventive Service Task Force ဆိုတာကတော့ဒီကာကွယ်တဲ့ဌာနပေါ့လေယောဂလက္ခဏာတွေဘာယောဂဖြစ်မဖြစ်ခင်မှာကာကွယ်တဲ့ဟာမျိုးပေါ့ screening test တွေပေါ့လေ breast cancer screening တို့ cervical cancer screening တို့ပေါ့လေအဲ့လိုအဖွဲ့ကို USPSTF လို့ပြောခေါ်ပါတယ်ဒါပေမဲ့ဒီနှစ်ခုရဲ့ criteria ကတော်လေးတူရဲ့အတွက်ကြောင့်မလို့ overlap ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်မဒီဘက်ကဟိုမပြောတော့ပါဘူး ADA ရဲ့ criteria ကိုပြောပါမယ်ဘယ်သူတွေကိုစစ်မလဲဆိုတော့ BMI များတယ် BMI များပြီးတော့ဒီအောက်ကပေါ့လေ additional factor ဒီတစ်ခုပါတယ်ဆိုလို့ရှိရင်ဒီလိုလူမျိုးတွေကိုစီချိုသွေးချိုစစ်တင်ပါတယ်အဲ့တော့ BMI ဆိုတာသိရပါမယ် BMI ဆိုတာကတော့ body mass index ပါ body mass index က body weight သိရမယ် height သိရမယ် weight နဲ့ height နဲ့ကိုတွက်ပြီးတော့တိုက် measure လုပ်တဲ့ဟာကို BMI မှာ normal BMI ကတော့20နဲ့25ပါ25နဲ့30ကိုသူတို့ကoverweight လို့ခေါ်ပြီးတော့30နဲ့35ကို mildly obese လို့ခေါ်ပါတယ်35နဲ့40ကို moderately obese နဲ့40 and above ကတော့severely obese ပါအဲ့တော့ကျွန်မအကြံဉာဏ်ပေးချင်တာကတော့ဆရာဝန်တွေကိုတော့ပြတဲ့အခါမှာဖြစ်ဖြစ် physical check up ဖြစ်တဲ့အခါကိုယ့်ရဲ့ BMI လေးကိုတော့မှတ်ထားစေတင်ပါတယ်BMI ကများနေရယ်နောက်တစ်ခုတစ်ချက်က
အောက်ပါအချက်လက်မှာတစ်ခုစီပေါ့လေအဲ့ဒါတော့ BMI များပြီးတော့ physical activity မရှိရလူ first degree relative with the diabetes ဆိုတာ first degree relative ဆိုတာကတော့မိဘမောင်နှမပေါ့လေဒီ cousin တို့ဦးလေးတို့အတော်တို့မပါဘူးပေါ့လေနောက်တစ်ခါ high risk race ethnicity က black တို့ latino တို့ native american တို့ asian တို့ pacific islander တွေပါနောက်ကိုဝင်ဆောင်တဲ့အချိန်မှာကလေးကို6ပေါင်နဲ့ကြော်ပြီးမွေးရမိခင်တွေလည်းစစ်တင်ပါတယ်။နောက်ကိုဝင်ဆောင်တဲ့အချိန်တုန်းက gestational diabetes ရှိရလူတွေမှာစစ်တင်ပါတယ်။နောက် hypertension ရှိရလူတွေမှာစစ်တင်ပါတယ်။ HDL less than 35တဲ့နည်းတယ်။ triglyceride more than 250တဲ့များတယ်။နောက် hemoglobin A1C ကmore than 5.7 များတယ်။နောက်အရန်ဝတဲ့လူတွေနောက်နှလုံးရောဂါရှိခဲ့ဦးတဲ့လူတွေအဲ့ဒီမှာဆိုစစ်တင်ပါတယ်။ဒါကတော့H limit မရှိဘူးပေါ့လေ BMI များပြီးတော့ဒီတစ်ခုပါတယ်ဆိုလို့ရှိရင်စစ်တင်တယ်နောက်တစ်ခုကအဲ့ဒါတွေမပါပေမဲ့လို့လည်းအသက်45နှစ်ကျော်တယ်ဆိုလို့ရှိရင်လူတိုင်းကိုဒီစီးချိုသွေးချိုရှိမရှိကိုစစ်တင်ပါတယ်နောက်တစ်ခုကတော့ဆေးပေါ့လေဆေးကတချို့ရေဆိုရှင် steroid တွေတောက်ရတယ်ဘယ်လိုလူမျိုးတွေလဲဆို asthma ရှိရလူတွေ arthritis ပေါ့လေဒီ autoimmune arthritis ဆို lupus arthritis ဆို rheumatoid arthritis ဆိုအဲ့မှာ inflammatory arthritisမှာသူတို့တွေ steroid တွေတောက်ရလာရအဲ့လူတွေဆိုလို့ရှိရင်လည်းစီးချိုရှိနိုင်တဲ့စီးချိုသွေးချိုရှိနိုင်တဲ့အတွက်ကြောင့်မို့လို့ဒီ diabetes ကိုစစ်တင်ပါတယ်နောက်ကဟိုပါပေါ့လေ antipsychotic စိတ်ယောဂနဲ့ပတ်သက်တဲ့တချို့ဆေးတွေကလည်းစီးချိုဖြစ်တတ်ပါတယ် diabetes ဖြစ်တတ်တဲ့အတွက်ကြောင့်မို့လို့သူတို့ကိုစစ်တင်ပါတယ်အဲ့တော့သူတို့စစ်တဲ့ခါမှာဘယ်နှစ်တစ်ခါစစ်မလဲ normal ဆိုလို့ရှိရင်တော့3နှစ်တစ်ခါပြောပါတယ် pre diabetes ဆိုလို့ရှိရင်2နှစ်စဉ်ပြောပါတယ်ဒါပေမဲ့တို့ကျမရဲ့ဒီအတွေ့အကြုံရတော့ကျမကတော့ဆေးကမ်းမှာ yearly physical ဆိုလို့ရှိရင်တော့diabetes ဆို screening လုပ်ပါတယ်လူနာများကလည်းအကုန်လုံးကလည်းသူက3နှစ်မဆောင်ညင်ပါဘူး yearly ပဲစစ်ချင်ပါတယ်အဲ့လိုပါပဲ pre diabetes ဆိုလို့ရှိရင်လည်းသူတို့ criteria တစ်နှစ်လို့ပြောရမယ်လို့ကျမ6လဆိုစစ်ပါတယ်လူနာတွေကလည်းသူတို့ရဲ့ပေါ့လေ diet နဲ့ exercise နဲ့အကျိုးဖြစ်ထွန်းလားမဖြစ်ထွန်းလားသိချင်တော့တစ်နှစ်မဆောင်ညင်ပါဘူး6လမှစစ်ပါတယ်အဲ့တော့ဘယ်နံပါတ်တွေဆိုလို့ရှိရင်ကျမတို့က diabetes ဆိုပြောမလဲအဲ့မှာစစ်တဲ့ဟာမှာ random blood glucose ဆိုတာကဘယ်ချိန်ဖြစ်ဖြစ်စစ်လိုက်စားပြီးမစားပြီးကြိုက်တဲ့ချိန်စစ်တဲ့ဟာအဲ့နံပါတ်က200ကျော်တယ်ဆိုလို့ရှိရင်ကျမတို့ diabetes ဆို diagnosis လုပ်ပါတယ်နောက်တစ်ခုစစ်တာ fasting ပေါ့ fasting ဆိုတာက8နာရီစားဘာမှမစားဘဲနဲ့စစ်တာပါအဲ့စစ်တဲ့နံပါတ်က126တဲ့များရင်ကျမတို့ diabetes လို့ diagnosis လုပ်ပါတယ်100အောက်ဆိုမရှိပါဘူး100နဲ့125ကျဆိုလို့ရှိရင်ကျမတို့ pre diabetes လို့ခေါ်ပါတယ်နောက်တစ်မျိုးက2 hours 75 gram oral glucose tolerance test ဒါကတော့ကျွန်မစီကန်းမှာစစ်ခဲပါတယ်ဘယ်လိုလူတွေစစ်လဲဆိုကိုဝင်ဆောင်မိခင်တွေမှာဒီ test ဆိုတော်တော်များများစစ်ပါတယ်မစစ်မနေရပေါ့လေစစ်ပါတယ်ဘာလို့လဲဆိုတော့ဒီကိုဝင်ဆောင်မိခင်မှာသူက fasting ကလည်းကောင်းတယ် A1C ကလည်းကောင်းမယ်လို့2 hours glucose tolerance test များတတ်ပါတယ်ဘာဖြစ်လို့ကိုဝင်ဆောင်နေမှာစစ်ရလဲဆိုတော့အဲ့ဒီအချိန်မှာကိုကမမိဘူးဆိုလို့ရှိရင်ကလေးမှာထိခိုက်နိုင်တဲ့အတွက်ကြောင့်မို့လို့ကိုဝင်ဆောင်မိခင်နေဆိုလို့ရှိရင်2 hours 75 gram oral glucose tolerance test စစ်ရပါတယ်။သူကတော့မနေ့စောစောကြီးမှာထားပြီးတော့ဘာမှမစားခင်မှာ75 gram glucose ကိုတိုက်တယ်ပြီးတော့2နာရီကြာတဲ့အခါမှာသူ glucose level တိုင်းတယ်။အဲ့တိုင်းတဲ့အခါမှာ200ကျော်ရင်သူတို့ diabetes ဆိုသတ်မှတ်ပါတယ်။140ဆိုမရှိပါဘူး။140နဲ့199ဆိုရင်တော့ pre diabetes ပေါ့လေ။နောက်တစ်မျိုးစစ်တာတော့ hemoglobin A1C ပေါ့။ hemoglobin A1C က normal ကတော့ 5.7 or less 6.5 တဲ့များရင်တော့ diabetes ပါ 5.7 to 6.4 ဆိုရင်တော့ pre diabetes ပါဒီ A1C ကလည်းအရေးကြီးပါတယ် A1C ကဘာလဲဆိုတော့သူကနောက်တစ်မျိုးခေါ်တာ glycohemoglobin hemoglobin A1C ပေါ့သူကဒီတရက်နှစ်ရက်အတွင်းမှာရှိရ sugar ကိုပြောတာမဟုတ်ပါဘူးလွန်ခဲ့တဲ့2လ3လလောက်ရဲ့ average sugar ကိုပြတာပါနောက်တစ်ခုကကျမတို့ဆရာဝန်တွေကလည်းဒီ A1C နံပါတ်ကိုမူတည်ပြီးတော့ဆေးကို adjust လုပ်ပါတယ်ဒီလူနာက control ဖြစ်မဖြစ်ကိုဒါနဲ့သတ်မှတ်ပါတယ်နောက်တချို့လူနာဒါညာလို့လည်းမရပါဘူးတချို့လူနာတွေကဆရာဝန်ကိုပြကနေတစ်ပတ်နှစ်ပတ်လောက်လိုမှသူတို့ရတခြားပေါ့လေအစားအသောက်ကိုဆင်ကျင်တဲ့အတွက်ကြောင့်မလို့ဒီ fasting စစ်လိုက်ပြီးဆိုရှင်100ပဲရှိရဲ130ပဲရှိရဲဆိုမေးလိုက်ပြီးစေကန်းလာရင်မေးလိုက်ပြီးဆိုလို့ရှိရင်ဘယ်လောက်ရှိလဲဆိုဒီနေ့မိနစ်တော့100ပဲရှိရဲ130ပဲရှိရဲဒါပေမဲ့ A1C စစ်ကြည့်လိုက်တဲ့အခါမှာ 7.5 8ဆိုလို့ရှိရင်ဒါသူတို့ပြောတဲ့နံပါတ်ကဒီလွန်ခဲ့တဲ့5
6ရက်လောက်အတွင်းကပဲဖြစ်တဲ့နံပါတ်ပါလွန်ခဲ့တဲ့2လ3လလောက်ကသူတို့စင်ကျင်ပြီးတော့စားတာမဟုတ်ပါဘူးဘာလို့ဆို A1C နံပါတ်ကများနေလို့ပါအဲ့ဒါဘာကြောင့်ပြောရလဲဆိုတော့နောက်တစ်ခုကကျွန်မဟိုအဲ့နံပါတ်ကိုမပြခင် A1C ဆိုတာဘာကြောင့်ကျမတို့ဒီလွန်ခဲ့တဲ့2လ3လလောက်က average ဆိုတဲ့ဟာကိုရှင်းပြပါမယ်။ तू က hemoglobin A မှာကတ်နေတာပါ။ sugar ကျမတို့စားလိုက်ပြီဆိုလို့ရှိရင်အဲ sugar တွေကဒီမှာသွေးကြောထဲမှာအခုဆိုရှင်သွေးကြောအနီသွေးကြောမှာအနီသွေးနီဦးရှိရဲ့။အဲသွေးနီဦးတွေမှာ sugar ကတ်နေတယ်။အဲ sugar ဘယ်လောက်ထိ stuck ဖြစ်နေလဲဆိုတော့ဒီသွေးနီဦးတက်တန်းရှိတဲ့လောက်ပေါ့လေ။ရက်100နဲ့120ထိကတ်နေတယ်။အဲဒါကြောင့်မလို့ဒီA1 ကို hemoglobin A ကိုစစ်လိုက်ခြင်းအပြင်လွန်ခဲ့တဲ့ဒီ3လပေါ့ရက်120အတွင်းမှာရှိရဲ့ sugar average ကိုပြပါတယ်အဲ့တော့ခုနကျွန်မပြောတဲ့အတိုင်းကျမတော့ဒီ name နဲ့စစ်တာ100ရှိရဲ့130ရှိရဲ့ဒါပေမဲ့ A1C စစ်ကြည့်လိုက်ရင်7ဒီမှာကြည့်လိုက်ပါ7ဆိုလို့ရှိရင်သူ့ရဲ့ average sugar က154ပါအဲ့တော့သူပြောရ130 120ဆိုတဲ့ဟာလွန်ခဲ့တဲ့တစ်ပတ်နှစ်ပတ်ကစင်ကျင်တဲ့အတွက်ကြောင့်မလို့အစားအသောက်စင်ကျင်အတွက်ကြောင့်မလို့ထိနေတာပါဘာမဲ့လို့လွန်ခဲ့တဲ့2လ3လလောက်ကတော့သူတို့ဟိုအစားအသောက်မစင်ကျင်သေးဘူးမထိန်ဘူးဆိုတာကိုပြပါတယ်ဘာလို့ဆိုတော့ average sugar များနေတာပါနောက်တစ်ခုကတော့ကျွန်မအကြံဉာဏ်ပေးချင်တာကတော့ဒီ diabetes diagnosis ရတဲ့လူတိုင်းကကိုယ့်ရဲ့ hemoglobin A1C ကိုသိသင့်ပါတယ်။ဆရာဝန်ကမေးရင်ကိုအလွတ်ရနိုင်အောင်ချက်ထားပေးပါ။အဲ A1C နံပါတ်က normal ဆိုလို့ရှိရင်တော့ normal တော့မဟုတ်ပေါ့လေ 6.5 ရဲ့အောက်မှာဆိုရင်တော့ normal ပေါ့လေ။ခွန်အောက်မှာစီးကြိုရှိရဲ့လူ diabetes ရှိရဲ့လူတွေရဲ့ကျမတို့က9က7အောက်မှာထားပါတယ်ဒါပေမဲ့လို့လေလူနာပေါ်မှာမူတည်ပါတယ်တချို့လူတွေကြတော့အသက်ကြီးရဲ့ frail ဖြစ်နေတဲ့ချာ complicated ပေါ့ complex case ရှိရဆိုလို့ရှိရင်တော့သူတို့က tightly control မလုပ်ပါဘူးဘာလို့ဆိုတော့ခွန်ရအောင်ခွန်ရဲ့ရော့အောင်လို့ချရဲဆိုရင်သူတို့ဒီတုံနာမျိုးတို့ hypoglycemia ရရတဲ့အတွက်ကြောင့်မလို့အသက်ကြီးရဲ့လူတွေတို့တခြား complicated ပေါ့လေ complex case တွေပါရဆိုလို့ရှိရင်တော့သူတို့တော့ကျမတို့9.58ဆိုလို့ရှိရင်လည်းလက်ခံပါတယ်အဲ့တော့အခုကျမတို့ဟို diabetes diagnosis ရပြီအဲ့တော့ဘယ်လိုကုမလဲဆိုတော့စာအာဟာရပြင်ကုမယ်ပုံမှန်လေးကျင့်ခန်းနဲ့ကုမယ်တောက်ဆေးနဲ့ကုမယ် insulin ထိုးခြင်းပဲကုမယ်ကျမဒီနေ့ပြောသွားမှာတော့ A နဲ့ B ပါပဲ C နဲ့ D မပါပါဘူးအဲ့တော့စာအာဟာရပြင်ကုသခြင်းနဲ့ပုံမှန်လေးကျင့်ခန်းပြုလုပ်ခြင်း A နဲ့ B ကိုလှုပ်ဆောင်ခြင်းအပြင်တကယ် diabetes ရှိရလူတွေလည်းဆေးမတောက်တဲ့အခြေအနေရအောင်ကိုထိန်းနိုင်တာရှိရယ် pre diabetes သမားတွေလည်း diabetes မဖြစ်အောင်ကာကွယ်နိုင်တယ်အဲ့လိုပဲဝိတ်ချခြင်းတဲ့သူတွေလည်းဝိတ်ကြမယ် fatty liver သမားတွေလည်းဝိတ်ချသွားတဲ့အတွက်ကြောင့်မလို့ fatty liver ကနေပြီး normal liver ဖြစ်ပြောင်းသွားတာရှိပါတယ်အဲ့တော့ A နဲ့ B ကအလုံးအရေးကြီးပါတယ်အဲ့တော့အစာအာဟာရရဲ့ကုသရတယ်ဆိုတာလူတိုင်းအစာအာဟာရအကြောင်းသိပါတယ်ကျွန်မပြောလိုက်ဆိုတော့ကျမတို့ဘာစားရမယ်ဆိုတာသိတယ်ဒါပေမဲ့အဓိကသူတို့မလိုက်နာပါဘူးအဓိကရည်ရွယ်ချက်ကတော့မဖြစ်မနေလိုက်နာဖို့လိုပါတယ်ပြီးရခါကျတော့ဒီ diabetes ဆိုတတ်မှတ်လိုက်ပြီဆိုအကုန်လုံးကစိတ်တည်ညစ်သွားကြရောဘာလို့ဆိုတော့ငါတို့ကစားလို့ရတော့မှမဟုတ်တော့ဘူးဆိုပြီးတော့စိတ်ကြက်တဲသွားကြတယ်ပေါ့လေအမှန်မဟုတ်ပါဘူးဒီ diabetes အတွက်စားတော့ကတိကျအထူးစားစာအာဟာရမဟုတ်ပါဘူးကိုနေတတူကစားနေတဲ့အဟာရပါပဲကိုနေတတူကစားနေတဲ့အစားတောက်တွေပါပဲဒါမဲ့လို့ကိုနေတတူကစားနေတဲ့ဟာရဲ့ရင်းမြစ်အားလုံးကိုသိသင့်ပါတယ် education ပို့ပြီးတော့သိသင့်ပါတယ်ပြီးတော့ကိုယ့်ရဲ့ limit ကိုသိသင့်ပါတယ်နောက်တစ်ခုအကြံဉာဏ်ပေးချင်တာကတော့ဒီဝိတ်ချတဲ့လူတွေကို diabetes သမားတွေရောသူတို့အစားရှောင်ပါတယ် breakfast skip လုပ်တယ် dinner skip လုပ်တယ်အဲ့ဒါမျိုးမလုပ်ပါနဲ့အဲ့ဒါမျိုးလုပ်တဲ့ဟာကောင်းကျိုးရယ်ဆိုးကျိုးပိုဖြစ်ပါတယ်ဒီ skip meals သမားတွေကပို့ပြီးတော့သူတို့မှာ inflammatory process တွေလည်းများပြီးတော့သူတို့ရဲ့ metabolism ကလည်း slow down ဖြစ်တဲ့အတွက်ကြောင့်မို့လို့ weight ကလည်းကျတင်ရတယ်မကြပါဘူးနောက်ဒီလိုမျိုး meal ကို skip လုပ်တဲ့အတွက်ကြောင့်မို့လို့တကယ်စားတဲ့အချိန်ကျရင်သူတို့ကစားတဲ့အတွက်ကြောင့်မို့လို့ပိုစားမိပါတယ်ပိုစားမိရောသူတို့ limited များသွားတဲ့ခါကျတော့ calorie ကပိုပြီးတော့များပါတယ်ဒါကြောင့်မို့လို့ဒီ skip meals လုပ်ခြင်းကိုရှောင်ပါလို့အကြံဉာဏ်ပေးပါရစေနောက်တစ်ခုကအချိန်မှန်စွာစားသုံးရအရေးကြီးပါရဲ့ဆိုတာကခုနပြောတဲ့အတိုင်းပေါ့လေ fix meal breakfast lunch dinner
နော်ပြီးတော့ကြာကဘေးဂျားအတွင်းမှာ snack လေးစားလို့ရပါတယ်ဒီနှစ်ခုအတွင်းမှာ snack စားလို့ရပါတယ်ဘာဖြစ်လို့ဆိုတော့ကျမတို့စားတဲ့လူတွေကမှသူ့ရဲ့သဘာဝကိုပဲစားပြီးရင်3-4နာရီလောက်ကြာစားကြည်ပြီးသွားတဲ့ခါကျနည်းနည်းပြန်စားလာတတ်ပါတယ်အဲ့ခါမျိုးမှာ snack စားလို့ရပါတယ်မစားချင်ဘူးဆိုလည်းရှင်လိုက်ကိစ္စတော့မရှိပါဘူးနောက်ခုနပြောတဲ့အတိုင်းဒီအချိန်မှန်စွာမစားသုံးတဲ့အတွက်ကြောင့်မလို့စားရင်တချို့ရကြ frequent snack လောက်တတ်ပါတယ်မစားဘူး breakfast မစားဘူးဒါပေမဲ့ဟိုဟာတွေ့နှိုက်စားဒီဟာတွေ့နှိုက်စားတဲ့ဟာအကုန်လုံး frequent snack ကလည်းမကောင်းပါဘူးတကယ်ဆိုလို့ရှိရင် weight ချဖို့အတွက်လည်းအသုံးမဝင်ပါဘူးဒီ diabetes အတွက်လည်းအသုံးမဝင်ပါဘူးနောက်တစ်ခုပြောချင်တာကတော့စားချိန်နဲ့အိတ်ချိန်ပေါ့လေအနည်းဆုံး3နာရီလောက်တော့ခွာတင်ပါတယ်ကျမတို့ကမိသားစုစုစားရင်ညနေဆောင်လောက်မှဖြစ်သွားပြီးတော့တချို့ကြ first shift ဆိုရင် sorry ထားမှာဆိုတော့အဲ့ရစောစောဝင်နေအဲ့တော့စားတဲ့အိတ်ချိန်နဲ့အိတ်တဲ့ချိန်ကအရန်ကတ်သွားရဆိုရှင်ကိုစားတဲ့ဟာ calorie burn မဖြစ်ပဲနဲ့ fat ကိုပဲရောက်သွားပါတယ်ဟိုနောက်တစ်ခါကျစားပြည့်အခါမှာမလှုပ်ရှားတော့ကိုစားတဲ့ဟာ classier ကိုမျိုးပြောက်သွားရမယ်စားသူကငြိမ်နေတဲ့ကြောင်မသွားနိုင်တဲ့ကြောင် fat ကိုသွားပါတယ်ကိုကလှုပ်ရှားနေမယ် activity ရှိနေမယ်ဆိုလို့ရှိရင်ဒီကိုရဲ့စားတဲ့ဟာတွေက muscle ဆိုလည်းသွားမယ် fat ကိုလည်းသွားမယ် brain ကိုလည်းသွားမယ် heart ကိုလည်းသွားမယ်ဆိုတော့ cells တွေကိုအကုန်လုံးညီတူညီမျှရောက်တဲ့အတွက်ကြောင့်မလို့သွေးထဲမှာချိုတက်မှုလည်းနည်းတယ်နောက် fat ကိုရောက်မှုလည်းနည်းပါတယ်အဲ့တော့အခုအစာအာဟာရကဘယ်နှမျိုးရှိလဲအဓိကတော့3မျိုးပါပဲကာဘိုဟိုက်ဒရိတ်လို့ခေါ်တဲ့ကစီဓာတ်ရယ်ပရိုတင်းလို့ခေါ်တဲ့အသားဓာတ်ရယ် fat လို့ခေါ်တဲ့အဆီဓာတ်ပါဒီ3မျိုးလုံး balance ဖြစ်ဖို့လိုပါတယ်ဒီအာဟာရ3မျိုးကနေကျမတို့လိုအပ်တဲ့ calorie ခွန်အားကိုရပါတယ်လူတူတယောက်မှာ calorie ခွန်အားတူနဲ့တူမတူပါဘူးအဲ့ဒါကိုလည်းကျမနောက်မှရှင်းပြပါမယ်ပထမဆုံးကစီဓာတ်ပေါ့ကာဘိုဟိုက်ဒရိတ်သူကခန္ဓာကိုယ်မှာကျမတို့လိုအပ်တဲ့ခွန်အားရဲ့90%ကကစီဓာတ်ကရပါတယ်ကစီဓာတ်တိုင်းလည်းမတူပါဘူးတချို့ကစီဓာတ်ကစားပြီးရင်ဒီသွေးထဲမှာအချိုဓာတ်ကိုတက်မှုမြန်ပါတယ်အဲ့ဒါကိုဘာနဲ့ပြောလဲဆိုတော့ glycemic index လို့ခေါ်ပါတယ်သူကသွေးကြိုတက်နှုံးပေါ့လေကစီဓာတ်တွေကိုသွေးရဲကိုစုပ်ယူနိုင်မှုအနှေးမြန်ကိုပြောတဲ့ဟာကို glycemic index လို့ခေါ်ပါတယ်အဲ့တော့မြန်သွားလေများတက်လေဆိုရှင် glycemic index များတဲ့ဟာတွေကဒီသွေးကြိုအတက်နှုန်းမြန်လွန်းတဲ့အစားအစာပါအဲ့အစားအစာမျိုးကိုတက်နိုင်သွေးရှောင်သင့်ပါတယ်အဲ့ဒါတွေကဘာလဲဆိုတော့ကြားနဲ့နို့စီနဲ့ပါတဲ့အစားအစာကြားထန်းလျက်ကြံတကာပါတဲ့အစားအစာချိုးတဲ့အသီးတွေဖြစ်ပါတယ်အဲ့တော့ဒီမှာ coffee လက်ဖက်ရည် all liquids ပေါ့လေတဲ့ချိုးရည်တွေရဲ့မုန့်နေရတော့ဒီမှာမုန့်ကျွဲတဲ့စနုမကင်ရွှေကြီးပဲမုန့်လာမုန့်ထုံးမုန့်ဂျယ်လီဘီဟလဝါမလိုက်အကုန်လုံးပေါ့လေကျမတို့အလွန်ကြိုက်တဲ့ဒီ snack တွေပေါ့လေဗမာမုန့်နေပါပဲကျမဒီလိုမျိုးပြောပြလို့ဒါတွေကိုမစားဘူးမဟုတ်ပါဘူးစားလို့ရပါတယ်idea ရပြီးတော့များစားမယ်စားကိုယ့်အတွက် portion ပေါ့လေ portion control နဲ့ကိုယ့်ရဲ့ limit ကိုမူတည်ပြီးတော့စားတဲ့အကြောင်းကိုအဓိကထားပြောချင်တာပါနောက်တစ်ခုကချိုးသောအသီးများကျမတို့အကုန်လုံးပေါ့လေအားလုံးသိတာကတော့ fruit ဆိုလို့ချင်းဒါ healthy food ပေါ့လေ healthy food ဆိုတာဘာမှမစားဘူး fruits ပဲထိုင်စားမယ်အဲ့ဒါလည်းမကောင်းပါဘူးဘာလို့ဆိုဒီမှာဆိုရှင်သူက glycemic index များတဲ့ဟာမှာပါပါတယ်ဒီအချိုအသီးစားတယ်ဆိုရှင် sugar တိုင်းကြည့်ပါ sugar တွေထောင်တက်နေရတွေ့ရလိမ့်မယ်အဲ့တော့အကုန်လုံးဒီခုမှဖတ်ကြည့်လိုက်အကုန်လုံးရှိသမျှအသီးအားလုံးကဒီချိုရောအသီးက glycemic index များပါတယ်ဒီအသီးထဲမှာမပါတဲ့အသီးက berry ပါ berry က strawberry raspberry blueberry blackberry သူကအချိုတက်နှုံးကိုနှေးပါတယ်အဲ့တော့အသီးများစားခြင်းတော့ berry ကပို့ပြီးတော့ more healthy ဖြစ်ပါတယ်ဒုတိယကတော့ဒီ glycemic index ပေါ့အချိုတက်အသင့်မြန်တာပေါ့လေမြန်တော့မြန်တယ်အရန်မမြန်ဘူးနှေးလည်းမနေဘူးအသင့်မြန်တာအဲ့ဒါကတော့ဆန်နဲ့ပြုလုပ်တဲ့စားစာဂျုံနဲ့ပြုလုပ်တဲ့စားစာပါကျမတို့အဓိကစားနေတဲ့ထမင်းဆန်ပါမို့နန်းကြီးတုပ်စီထမင်းကောင်းရင်မြူဆွမ်းဂျုံနဲ့ပြုလုပ်တဲ့အားလည်းဂျုံခောက်ဆွဲဂျုံကြာဆန်ချပါတီနံပြားပါမို့ပလာတာဒီနောက်ဆုံးလိုင်းဖြစ်တဲ့ပြောင်းဘူးအာလူကစွန်းဥပိန်ဥလူတွေကဒါတွေကိုကျမတို့က vegetable ဆိုသတ်မှတ်ပါတယ်တကယ်တော့ vegetables မဟုတ်ပါဘူးဒါက
ဒီ starchy vegetable ပါ starch ပေါ့တယ်သူကဒီကစီဓာတ်များတဲ့ vegetable ဖြစ်တဲ့ကြောင့်မလို့ဒီဟာကကျမတို့ဒီထမင်းနဲ့အတူတန်းတူထားပါတယ်အဲ့တော့တချို့တွေကထမင်းမစားဘူးပြောင်းမှုအများကြီးစားတယ်ကစုံအများကြီးစားတယ်ပိန်းဥစားတယ်အဲ့ဒါလည်းတူတူပါပဲ carbohydrate များတာနဲ့တူတူပါပဲအဲ့တော့နောက်တစ်ခုကတော့glycemic index အချို့တက်နှုန်းအလွန်နှေးတာတော့ဟင်းသီးဟင်းရွက်ကြိုက်တဲ့ဟင်းသီးဟင်းရွက်အဲ့တော့ဒီဟင်းသီးဟင်းရွက်ကတော့ကြိုက်တဲ့လောက်စားပါသူ့အတွက်ကတော့ sugar တက်နှုန်းကအလွန်နှေးပါတယ်အသားတက်အနေနဲ့ပြောရမယ်ဆိုရင်အသားတက် protein ပေါ့လေသူကကိုကယ်လိုရီခွန်အားပေါ့ကိုခန္ဓာလိုအပ်တဲ့15ရာခိုင်နှုန်းကဒီအသားဓာတ်ကပေးပါတယ်အဲ့အသားဓာတ်ကအားလုံးသိကြတဲ့အတိုင်းငါးမျိုးမျိုးအသားမျိုးမျိုးအဲ့အသားမှာအစီမပါပါဘူးအရေကိုမပါပါဘူးနောက်တစ်ခုကကြာပဇွန်ဆိုလို့ရှိရင်လည်းခေါင်းမပါပါဘူးပြီးတော့နောက်တစ်ခုကတော့အသားဓာတ်ပြီးတော့အဆီဓာတ်ကတော့ fats ပေါ့လေခန္ဓာကိုယ်ရဲ့လိုအပ်တဲ့25နဲ့30ရာခိုင်နှုန်းကယ်လိုရီခွန်အားကဒီအဆီဓာတ်ကရပါတယ်အဲအဆီဓာတ်မှာမစားသုံးတဲ့အဆီက saturated fat လို့ခေါ်ပါတယ်အဲ saturated fat ကနည်းနိုင်သမျှနည်းလေကောင်းလေပါတက်နိုင်သူမပါရင်တော့အကောင်းဆုံးပေါ့လေအဲ့ဒါတွေကပြေဝစီပေါ့လေပြေဝစီကိုမစားသုံးသင့်ပါဘူးအဲ့ဆီရပါလေဆိုအမဲစီစားအောင်စီကျက်ဥအနှစ်ဘဲဥအနှစ်ဟိုအားလုံးပေါ့လေတော်တော်များများbreakfast စားပြီးဆိုကျဲဥကြောနေ့လယ်စားလဲကျဲဥကြောတက်နိုင်သေးပေါ့လေ fat များတဲ့လူတွေ cholesterol များတဲ့လူတွေကအဝါကိုရှောင်ပါဒီအနှစ်အဝါကိုပေါ့လေကိုကအဝါပါမကိုစားလို့ရတယ်ဆိုလို့ရှိရင်ဖဲ့စားပါနည်းနည်းပေါ့လေနည်းနည်းလေးအရသာလေးပါတဲ့လောက်ပဲစားပါဒီအဝါတစ်လုံးလုံးကိုမပါပါစေနဲ့မေယိုနီဆိုဝက်စီဝင်းတွင်းသားစီပဇွန်စီ cheese tobat margarine နဲ့ဘဲအီပြားပေါ့လေအဲ့ဒါစားနိုင်တဲ့စီကိုတော့ unsaturated fat လို့ခေါ်ပါတယ်အဲ့တော့ food label လည်းကျွန်မနောက်ပါရှင်းပြပါမယ် food label မှာကြည့်မယ်ဆိုလို့ရှိရင် unsaturated fat ပါတဲ့ဟာပို့ပြီးတော့healthy ဖြစ်ပါတယ်အဲ့ဒါတွေကနှမ်းစီမြေပဲစီဟင်းသီးဟွက်စီတန်လွင်စီနေကြစီအဲ့ဒီ unsaturated fat မှာ mono unsaturated fat နဲ့ poly unsaturated fat ဆိုပြီးရှိပါတယ်ကျမဒီမှာရွတ်မပြတော့ပါဘူးဒါတွေကအားလုံးသိကြတဲ့အတိုင်း vegetable ဆလာတဲ့အဆီတွေပါနောက်တစ်ခုကတော့ omega 3 fatty acid ပေါ့လေအဲ့ဒါကတော့ကျမတို့အခုပြောနေငါးကြီးစီပေါ့လေဆရာဝန်တွေကငါးကြီးစီတောက်ပါဆိုတာဒါ omega 3ကိုပြောတာပါအစားတောက်ကဘယ်ကနေရလဲဆိုတော့သူကဒီပေါ့လေ salmon တို့ fish ပေါ့လေ salmon တို့ trout တို့ tuna တို့ sardine တို့ကနေမှလည်းဒီ fatty acid ရပါတယ်walnuts chia seed ground flax seed flaxseed oil နေမှာလဲသူကဒီ omega 3 fatty acid ရပါတယ်အဲ့တော့ကျမတို့ carbohydrate လည်းသိပြီ protein လည်းသိပြီ fat လည်းသိပြီဒါကတော့ healthy eating plate ပါအကြံဉာဏ်ပေးချင်တာကတော့စားမယ်ဆိုရှင်ဘဲသွားကိုယ့်အိမ်မှာစား buffet သွားကိုယ့်ရဲ့ plate ကone plate ပဲဖြစ်ပါစေထပ်တလဲလဲမယူပါနဲ့ buffet မှာကိုယ်စိတ်မထိန်နိုင်ဘူးခဏယူမယ်ဆိုရှင်တော့မသွားတာတော့အကောင်းဆုံးပဲပေါ့လေတကယ်လို့ကိုယ်စိတ်ထိန်နိုင်မယ်ဆိုရှင်ကိုကြိုက်တဲ့ဟာကို plate ထဲမှာပဲထည့်စားပေးပါအိမ်မှာဆိုလဲအဲ့လိုပါပဲဟင်းနေချပြီးပုံချအိမ်အကုန်လုံးစပွဲပေါ်မှာတင်ပြီးတော့စားမယ်စားကို plate ထဲမှာထည့်ပြီးတော့ထပ်ပြီးတော့မခတ်ပါနဲ့ပေါ့လေနောက်တစ်ခုကျွန်မပြောချင်တာကတော့တချို့ကြ portion control တွေပါမသိဘူးဆိုရှင်ပြောမှမယ်ဆိုရှင်plate တစ်ခုမှာတချမ်းက vegetables and fruits ဖြစ်ပါစေအဲကို portion ကဘယ်လောက်ရှိမဲကိုရဲ့လက်တဝါးပါကိုရဲ့လက်တဝါးက vegetables and fruits ရဲ့ combine အဲ့ဘက်မှာ fruits ကတော်တော်လေးနည်းပါတယ်ဘာလို့ဆို fruit ထဲမှာလည်း sugar များတာတခြား vegetables ကတော့အများဆုံးပါနောက်ပြီးကြတော့ protein နဲ့ carbohydrate ကဒါ၄ပုံပုံတစ်ပုံ protein ကလည်း၄ပုံပုံတစ်ပုံအဲ့၄ပုံပုံတစ်ပုံရဲ့ size ဆိုပြောမယ်ဆိုလို့ရှိရင်ဒီကျမတို့ဒီလက်မှာလက်တဆုပ်ပေါ့လေလက်ကြီးရင်လည်းကိုရဲ့ပိုးရှင်ပိုကြီးမှာပေါ့လေလက်တဆုပ်စားဒါ carbohydrate စားပါမယ် protein ကလည်းလက်တဆုပ်စားပါမယ်အဲ့တော့ထမင်းစားမှဝရတဲ့လူကမတင်းတိမ်မှုလို့ပြောမယ်ဆိုလို့ရှိရင်ကိုကြိုက်တဲ့ထမင်းနဲ့ဟင်းကိုနောက်ဆုံးမှစားပါအရင်ဆုံးရေတစ်ခွက်အဝါတောက်ပါရေမကြိုက်ဘူးဆိုရှင် flavor ပေါ့လေဒီ lime ဆို lemon တို့အကုန်လုံးထည့်ပြီးတော့တောက်လို့ရပါတယ် green tea တောက်လို့ရပါတယ်အချိုရည်မှကြိုက်တယ်ဆိုရှင်တော့တောက်လို့ရတယ်ဒါပေမဲ့လို့အချိုရည်ဆိုရင်တော့တစ်ခွက်လုံးမတောက်ပါနဲ့1/3လောက်ပဲတောက်ပါမယ်ဒီ vegetables အနေနဲ့ကြတော့unlimited ပေါ့လေတချို့ကလည်းအစိမ်းကြိုက်တယ်တချို့ကလည်းအပြုတ်ကြိုက်တယ်တချို့ကလည်းကြော်ပေါ့လေကြော်ရဲဆိုရှင် CEO တက်နိုင်တွေနည်းအောင်ထည့်ပါ olive oil ကောင်းတဲ့ CEO ထည့်ပါတခါလေးကြအစိမ်းဆိုလို့ရှင်လည်းကိုယ့်အကိုပေါ့လေ
oil လေးနည်းနည်းလေးပေါ့ olive oil လေးနည်းနည်းဖြူရင်ဖြူဒါမှမဟုတ်ရှင် vinegar လေးဖြူရင်ဖြူ dressing ဆိုရှင်တော့ကြည့်ပြီးသုံးပါ dressing မှာလည်း calorie အများကြီးပါပါတယ် fat အများကြီးပါပါတယ်နည်းနည်းပေါ့လေတက်နိုင်တဲ့အောင်နည်းနည်းလေးလောက်ပဲဖြူပါခုန fruit ကတော့ထုံးစံတိုင်း fruit sign အများကြီးပိုးရှင်းမရပါဘူးတစ်စိတ်ဒါမှမဟုတ်ရှင်လက်ဖက်ရည်ပကံနဲ့တစ်လုံးပါတဲ့ fruit ကိုစားရပါမယ်အဲ့တော့ဒီ plate ကိုအကြောင်းသိပြီဆိုလို့ရှင်ဒီမှာရွေးချယ်ရမယ်ပေါ့နောက် slide ကတော့ရွေးချယ်ရမယ်အဲ့တော့ဒီဘက်မှာပါတဲ့ဟာမှာ fruit ဆက်ကတစ်မျိုးရွေးပါအကုန်လုံးစားလို့မရပါဘူး vegetable စားတော့ unlimited ကြိုက်တဲ့လောက်ရွေးဒီ carbohydrate မှာအမျိုးမျိုးရှိရဲအကုန်လုံးမစားရပါဘူးကိုစားရမယ်လက်တဆုပ်စားမှာပေါင်မုတ်စားမလားပြောင်းမှုစားမလားထမင်းစားမလားအာလူးစားမလားတစ်မျိုးပဲစားရပါမယ်နှစ်မျိုးစားခြင်းလဲအဲ့နှစ်မျိုးကကိုယ်လက်တဆုပ်စားပဲဖြစ်ရပါမယ်ပရိုတင်းဆိုလဲရွေးချယ်ပါဒီမှာငါးစားမလားကြက်သားစားမလားကြက်ဥစားမလားအဲ့မှာဆိုလို့ရှိရင်ဒီ meat ဆိုလို့ရှိရင်အကြံဉာဏ်ပေးရ white meat ကိုပို့ပြီးတော့ preferable ပါ red meat ကိုတန်းနိုင်ဆွေရှောင်ပါဒါကတော့မြန်မာအစားအစာနဲ့နမူနာနဲ့ calorie ပေါ့လေအဲ့ဒါတော့ကျွန်မအသေးစိတ်မပြောတော့ပါဘူးဒီ file ထဲမှာလည်းရှိပါတယ်လိုချင်တယ်ဆိုလို့ရှိရင်လည်း copy လာယူလို့ရပါတယ်ဒါပေမဲ့အကြမ်းပြင်းနေနေပေါ့လေအကြမ်းအားဖြင့်နဲ့ကျမတို့ကထမင်းစားတာဆိုတော့ထမင်းရဲ့ calorie ဘယ်လောက်ရှိရဲဆိုတာမှန်းကြည့်ပေါ့လေထမင်း3စွန်းစာဆိုလို့ရှိရင် calorie 100ရှိပါတယ်6စွန်းဆို200ပါ6စွန်းဆို300ပါအဲ့တော့ကိုယ့်ရဲ့လက်တဆုပ်စာက6စွန်းဖြစ်မလား6စွန်းဖြစ်မလားမှန်းကြည့်ပေါ့လေအဲ့တော့ကိုကထမင်းအဲ့ဒါလောက်စားရဆိုကိုယ် calorie က300ဝင်သွားပြီပေါ့အလွတ်ကျမှတ်စရာမလိုပါဘူးခုနကျွန်မပြောတဲ့အတိုင်းလက်နဲ့တိုင်းနဲ့ portion နဲ့လှုပ်လိုက်တယ်ဆိုလို့ရှိရင်ကို calorie က average ပြည့်မြအတိုင်းဖြစ်သွားပါတယ်နောက်တစ်ခုကျွန်မအကြံဉာဏ်ပေးချင်တာတော့ဒီပေါ့လေဆန်တို့ဂျုံတို့နဲ့လောက်ထားခောက်ဆွဲတို့မုံဟင်းငါတို့မုံတီတို့ပေါ့သူကအလုံးကြီးလေသူ့မှာပါတဲ့အမုံတို့ဆန်မုံတို့ဂျုံမုံတို့ထည့်ရတဲ့ဟာတွေကများတော့ပြစ်တော့ကယ်လိုရီများပါတယ်ဒီမှာဆိုနန်းကြီးတုပ်တပွဲဆို900ကျော်ရှမ်းခောက်ဆွဲဆို900ကျော်ဒါပေမဲ့နောက် page မှာပြမယ်ဆိုလို့ရှိရင်မုံဟင်းငါဆို260ပဲရှိရယ်ရခိုင်မုံဒီဆို126ရှိရယ်ဟိုမြင်တဲ့အတိုင်းပဲလေစံလုံးသေးတော့သူ့ရဲ့ကယ်လိုရီကသေးပါတယ်ဟိုကျမဒါတွေပြောလို့ဒီမုတ်တီမစားဘူးရှမ်းခောက်ဆွဲမစားဘူးပါတယ်ကျမတို့အကုန်လုံးစားပါတယ်ကျမလည်းစားတယ်အကုန်လုံးလည်းစားမှာပါကို့အနေနဲ့ portion နဲ့တည်တင်ပါတယ်နောက်တစ်ခုကကြတော့အခုနောက်ပိုင်းကလည်းဒီ economy နဲ့ inflation ကြောင့်မလို့ portion လေးတွေကနည်းသွားရတဲ့အဲ့ဒါကံကောင်းတယ်လို့ပြောရမှာ fortunately ပေါ့လေအရင်မများတော့လည်းတိတ်မစားဖြစ်ဘူးပေါ့ဒါပေမဲ့ portion နည်းသွားလို့နှစ်ပွဲသုံးပွဲစားတာမျိုးတော့မလုပ်နဲ့ပေါ့လေနောက်တစ်ခါကိုယ့်လည်း modify လုပ်လို့ရပါတယ်တပူးဝယ်ပြီးတဲ့အခါကျကိုယ့်အိမ်မှာထပ်ပြီးတော့ gobi လေးထပ်ထက်နောက်ကြက်သွန်ထပ်ထက်နည်းနည်းမင်းထပ်ထက်နောက်ကြက်သားဆိုလို့ရှိရင်လည်းဒီ white meat ပေါ့လေရင်ပုံသားလေးခွာထက်ငဖယ်လေးတွေပပလှီးပြီးတော့နေလိုက်ရင်သူ့တပွဲကအများကြီးပွားလာတယ်ဆိုရှင်ကိုယ့်အတွက်လည်းဒါအများကြီးဖြစ်တယ်နောက်ကနည်းနည်းစားတယ်လို့ဆိုရှင်နှစ်ခါခွဲစားလို့ရတယ်ပေါ့လေကိုယ့်create လုပ်ပြီးတော့ vegetable တွေပို့ထည့်ပြီးတော့ create လုပ်ပြီးတော့စားလို့ရပါတယ်ဒီစာမျက်နှာမှာထုံးစံတိုင်းပေါ့လေကျမတို့ဒီဂျုံနဲ့ဆန်နဲ့လုပ်တဲ့ဟာတွေပေါ့လေဒီအီဂျာခွေးတို့ရေဝတ်သားပေါက်စီတို့သူတို့ကလည်းအနှစ်တည်ဆိုတော့သူတို့ကယ်လိုရီကလည်းဒီ300ကျော်လောက်တော့ရှိပါတယ်အဲ့တော့အကြာကွေးစားမယ်ဆို2ချောင်းစားမယ်စား1ချောင်းပေါ့လေအဲ့လိုမျိုးတက်နိုင်သေးစားပါနောက်အကျော်နဲ့စိမ်းပေါ့လေကော်ပြန်စိမ်းတစ်ခုမှာဆိုကော်ပြန်စိမ်းမှာဆိုရှင်ကယ်လိုရီက86ပဲပါတယ်ဒါပေမဲ့ကော်ပြန်ကျော်လိုက်ပြီဆိုရင်200ဖြစ်သွားတယ်ကျော်ရာနဲ့ဒီပိုင်းနဲ့စီကကယ်လိုရီလည်းပါတယ် healthy လည်းပို့ပြီးမဖြစ်ပါဘူးအဲ့တော့အစိမ်းနဲ့အကျော်ဆိုရှင်အကျော်ကိုတက်နိုင်သေးရှောင်းပါနောက်စားတဲ့အခါမှာလည်းတခြားဟာဆိုလို့ရှိရင်ချက်တဲ့အခါမှာဆိုလို့ရှိရင်စီကြော်တဲ့စားရင် stream လုပ်ပြီးစားပါ bake လုပ်ပြီးစားပါနောက်ဒီဟွာတော့ဒီမှာတော့ဟင်းသီးရွက်ကတော့မြင်တဲ့အတိုင်းပဲ90ကနေ150လောက်ပဲရှိပါရောအဲ့တော့ဟင်းသီးရွက်ကြော်စားတယ်ဆိုလို့ရှိရင်သူ့ရဲ့ကယ်လိုရီကမများပါဘူးနည်းပါတယ်ဒီလိုပဲဒီမှာအသီးမှာဆိုလို့ရှိရင်လည်းကယ်လိုရီကခုနလက်ဖက်ရည်ပကံတစ်လုံးဆိုလို့ရှိရင်90ကနေပြီးတော့ဒီအမျိုးအစား fruits လိုက်ပေါ့လေ150တဲ့ထိပို့ပြီးတော့မရှိပါဘူးအဲ့တော့ခုနကျွန်မပြောတဲ့အတိုင်းတဦးနဲ့တူကယ်လိုရီချင်းမတူပါဘူးဒီဇာတ်ကဒီအသက်အရွယ်ပေါ်မှာလည်းမူတည်ရဲ့ယောက်ျားလေး main ကလေးပေါ့လေ male female ပေါ်မှာလည်းမူတည်ရဲ့နောက် activities ကိုယ့်ရဲ့ activities ပေါ်မှာမူတည်ပြီးတော့ကိုကဘယ်လောက်ကယ်လိုရီလိုရဲဆိုတာပြပါတယ်ဒီဇာတ်ကတော့သက်2နှစ်ကနေပြီးတော့80နဲ့
6နှစ်ထိကိုပြထားတယ်ကယ်လိုရီအမောက်မှာပေါ့နော်အဲ့ဒီအတွက်ကိုကျွန်မမရှင်းပြတော့ပါဘူးဒီ file တွဲထဲမှာလည်းပါပါတယ်အဲ့တော့ကျွန်မနမူနာပြမယ်ဆိုလို့ရှိရင်ကျွန်မအနေနဲ့ပေါ့လေဒီမှာဆိုရှင်61နဲ့65ကြားမှာဆိုရှင်သွားမယ်ဆိုရှင် female ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီမှာ female မှာsedentary ဆိုရှင်ဘာမှလှုပ်ရှားမှုမရှိရလို့ဆိုရှင်1600ပဲစားရပါမယ်နည်းနည်းလေး activity လှုပ်ရှားမှုရှိရင်1800စားလို့ရပါတယ်အရန်လှုပ်ရှားရလို့ဆိုရှင်2200အထိစားလို့ရပါတယ်2000အထိမှားသွားလို့2200မဟုတ်2000အထိစားလို့ရပါတယ်အဲ့တော့ကျမအနေနဲ့ဆိုရှင်1800 to 2000အထိ average စားလို့ရတယ်ဆိုလို့ရှင်ဒီစာမျက်နှာမှာကြည့်မယ်ဆိုလို့ရှိရင်1800 calorie နဲ့2000 calorie ရဲ့ဟာကိုပြထားပါတယ်ဒီမှာနောက်တစ်ခုအကြံဉာဏ်ပေးချင်တာကတော့တကယ် weight ချခြင်းတဲ့လူတွေဒီ diabetes ဆိုအရန်ကို control လုပ်ခြင်းတဲ့လူတွေဆေးကိုမတောက်ခြင်းတဲ့လူတွေဆိုလို့ရှိရင်ကျွန်မ calorie count လုပ်စေတယ်လုပ်ဖို့အကြံဉာဏ်ပေးပါတယ် food diary food journal ပေါ့လေစာရွက်တွဲမှာကိုစားတဲ့ဟာမှန်သမျှကို calorie count လုပ်ပါအဲ့လိုကောင်းလုပ်ခြင်းအပြင်ကိုယ့်အကိုတည်ရဲ့ငါဘလောက် snack များသွားပြီဆိုတာလည်းတည်ပါတယ်အဲ့ calorie count လုပ်တော့စိတ်ရှုပ်မယ်လို့ထင်မိမဲ့လို့နှစ်ပတ်လောက်တေချာလုပ်တယ်ဆိုလို့ရှင်နောက်ပိုင်းလုပ်เสียတောင်မလို့ဘူးအလိုလိုနေနဲ့ဘာစားရင်ဘလောက်လဲဆိုတာမှန်းကြေကိုတည်ပါတယ်အဲ့တော့ကျွန်မကြံကြံပေးချင်တာကတော့ဒီ food diary food journal နဲ့ calorie count ကိုတစ်ပတ်နှစ်ပတ်လောက်ကိုစူးစမ်းပြီးလုပ်ပါလုပ်ခြင်းအပြင်ကိုတနေ့တာနောက်ပိုင်းမှာဘာစားရမယ်ဆိုတာကိုအကြံမြင်သိသွားပါတယ်ဒီမှာဆိုရှင်1800 calorie ရဲ့2000 calorie အဲ့တော့လူတယောက်နဲ့တယောက်မတူဘူးပေါ့လေတချို့က breakfast ကို short စားတယ် lunch ကို short စားတယ် dinner မှာပိုစားတယ်အဲ့တော့ကိုယ့်အကိုဖန်တီးပါကိုယ့်အကို adjust လုပ်ပါကိုနန်းနဲ့စာကို400ပဲစားမလားနေ့လယ်စာ900စားမလားညစာ900စားမလားမဟုတ်ညစာ600စားမယ်နန်းနဲ့စာကို100 short စားမယ်ရတယ်တရေစာမှာ200ထည့်ထားတယ်အဲ့မှာ100ထည့်လဲရတယ်ကိုယ့်အကို adjust လုပ်ပါအထူးသဖြင့်ဒီ America မှာဒီ individual size တွေကိုကြည့်ရင်အားလုံးကကိုယ့်ကြည့်လိုက် food level လေးမှာ calorie ရဲ့ serving size ဆိုရှင်100နဲ့150ကြားတွေမှာရှိပါတယ်အဲ့တော့ကို snack စားတယ်ဆိုရှင်အဲ့ဒါလေးပေါ့ protein bar တို့ granola bar တို့အဲ့ဒါလေးဆို100နဲ့150ကြားမှာရှိတယ်ဒီလိုပဲဒီ aloo chips တောင်ရဲ့အဲ့တထုပ်ပေါ့လေအသေးလေးအဲ့ဒါဆိုရှင်ဒီ calorie 100နဲ့150ကြားမှာရှိပါတယ်အဲ့လို portion ပြောရဲ့အတွက်ကြောင့်မို့လို့ကျွန်မခုနပြောရဲဆိုရှင်ဒီဝယ်တဲ့ခါမှာလည်းအကြံဉာဏ်ပေးချင်တာက family size ဝယ်တဲ့လူတွေပေါ့လေ family size ဆိုလို့ရှင်တော့ဈေးသက်တာပေါ့အဲ့တော့ family size ဝယ်မယ်ဆိုရှင် family size ကိုဖောက်ပြီးတော့ဒီတိုင်းမထားပါနဲ့ individual ziploc လေးနဲ့ထည့်ပါဘာလို့ဆို family size ဆိုတော့ကောက်စားဘယ်နှစ်ခုစားမိမှမသိဘူးကိုတယောက်တည်းရင်တအိတ်လုံးစားဖြစ်လိမ့်မယ်ပေါ့လေအဲ့ဆို calorie များတတ်ပါတယ်အဲ့ family size ဝယ်မယ်ဆိုရှင်ကို individual လေးဖြစ်အောင်ခွဲဝေထားပေးပါအဲ့ဒီကတော့ကိုယ့်အကိုဒါအကြမ်းပြင်းပေါ့လေဒီ breakfast ဆိုဒီ coffee ရယ်ပေါင်မုန့်ရယ်ကြက်ဥကြော်ရယ်ပေါင်ရင်390လောက်ရှိရင်ဒီညကျမနန်းနဲ့စာမှာ400ဆိုအဲ့ထက်မှဝင်ပါတယ်ဒါမှမကိုကထက် short ကျင်သေးရယ်ကြက်ဥကြော်မစားဘူးဆိုလို့ရှိရင်200လောက်ပဲရှိပါတယ်အကိုကနွမ်းနို့လေးတစ်ခွက်နဲ့ငပြောသီးတစ်လုံးနဲ့လည်းစားမယ်ဆိုရှင်130လောက်ပဲရှိမယ်ပေါ့လေအဲ့အမျိုးဖန်တီးလို့ရအဓိက main point က skip မလုပ်ပါနဲ့အနည်းဆုံး100 130 150 200 calorie လောက်တော့ breakfast စားပါအဲ့ calorie count လုပ်ပြီးသွားပြီ calorie လည်းသိသွားပြီနောက်တစ်ခုဒုတိယချက်က activities ပေါ့ every move counts so every move counts mean လုံးဝပေါ့ထိုင်နေရနေရှောင်းမှာဒီမှာဆိုချင် red ပေါ့ဒီ limited no sitting means a prolonged sitting ကိုရှောင်းမှာခုဆိုလို့ရှိရင်ကျမတို့အမေရိကမှာကျမတို့ဆရာဝန်လောကရောအကုန်လုံးပေါ့လေဟိုအကြံဉာဏ်ပေါ့လေဘုဒ္ဓပညာရေးဘုဒ္ဓပေးခါမှာဘာပြောလဲဆိုတော့ဒီ sitting is a new smoking လို့တောင်ပြောပါတယ်sitting ကစိတ်လိုက်တောက်တယ်လို့ပဲအန်ဒီရှိရဆိုတာကိုနောက်ပိုင်းတွေ့လာရပါတယ်အဲ့တော့ every mood ကောင်းပါဒီမှာဆိုရင်လှုပ်ရှားမှုများပြီပါအနည်းဆုံးဒီမှာဆိုရှင်ရိုး
you average person ပေါ့လေအနည်းဆုံးတစ်ပတ်ကို150 hour 150 150 not hour sorry 150 minutes ပေါ့လေ150 minutes ကိုလှုပ်ရှားဖို့ပေးပါ exercise လုပ်ပေးပါတကယ်ပို့ပြီးတော့လှုပ်ရှားခြင်းတဲ့လူကတော့တစ်ပတ်ကို150ကနေ300 minute ထိကိုလှုပ်ရှားမှုပေးပါအရန် active ဖြစ်တဲ့လူဆိုရှင်တစ်ပတ်ကို300 minute တဲ့ active ဖြစ်နေပါစေ exercise လုပ်တင်ပါတယ်ကလေးတွေကြတော့တနေ့ကိုပဲတနာရီ60 minute လှုပ်ရှားမှု exercise လုပ်တင်ပါတယ်အဲ့တော့ကိုအခုဒီမှာဆိုရှင်အမေရိကမှာရောပေါ့နေရာတိုင်းလို့ပေါ့ကလေးတွေနောက်ပိုင်းအခု new generation ပေါ့လေအဲ့ဒါတွေက social media တွေမှာလည်းရှိရဲ video games တွေကလည်းများတယ်ဆိုတော့အထိုင်နေပါရွယ်များပါတယ်လှုပ်ရှားမှုနည်းလာပါရဲ့မိခင်တွေရဲ့တာဝန်တွေကသူတို့ social media ကြည့်ကျင်တယ် video games ကစားကျင်တယ်ဆိုသူတို့ကိုbribe လုပ်ပါဒီဟာလုံးမဒီဟာကစားမှဒါလုံးရမယ်ဆိုရမယ်လုပ်ပါသူတို့တနေ့ကိုတနားရီလောက်တော့သူတို့အားကစားလုပ်လို့ရနိုင်အောင်စူးစမ်းပေးပါခုနကကျွန်မပြောရတဲ့အတိုင်းတစ်ပတ်မှာ150 minute ဆိုတော့များတယ်လို့ထင်ရတယ်150 minutes များတဲ့ထင်ပေမဲ့လို့တနေ့ကိုမိနစ်30ဆိုဒါ9ရက်ပေါ့လေ9ရက်ဆိုတော့မိနစ်30ရတော့များတယ်တစ်ခါလုံးများလို့ထင်မဲ့လို့ divide လုပ်ပါမနေ့7မိနစ်နေ့လယ်7မိနစ်ည7မိနစ်အဲ့တော့အစာစားပြီးရင်ဖြစ်နိုင် bricks walk ပေါ့လေနည်းနည်းတွတ်တွတ်လက်လက်ဒါမှမဟုတ်ကိုယ်အိမ်မှာမထိုင်မနဲ့အိမ်မှုကိစ္စတွေလုပ်တာမျိုးပေါ့လေ7မိနစ်လောက်လုပ်လိုက်နေ့လယ်စားပြီး7မိနစ်လောက်လုပ်လိုက်ညစားပြီး7မိနစ်လောက်လုပ်လိုက်အဲ့30မိနစ်ကအလိုလိုနဲ့ဖြစ်သွားပါတယ်အဲ့လို activities လုပ်တဲ့အပြင် strength exercise ပါ strength ဆိုတာကို muscle ဆိုပါတော့ပေါ့လေအဲ့ဒါတွေကိုအကျော်လျှော့တဲ့ဟာမျိုးပေါ့လေအဲ့ဒါကဒီလူလက်ပိုင်းဆိုလို့လူလက်ပိုင်းဆိုတာဒီဘယ်သူမှမဆိုပေါ့လေတစ်ပတ်ကို2ရက်လောက်တော့အဲ့လိုအကျော်လျှော့ရအောင် stretching exercise လုပ်တင်ပါတယ်လူကြီးတွေဆိုလို့ရှိရင်တစ်ပတ်ကို3ရက်ပေါ့လေ yoga တို့ pilates တို့ tai chi တို့လေအဲ့ဒါလုပ်တင်ပါတယ်ဘာလို့ဆိုတော့ဘာတွေ့ရလဲဆိုတော့အဲ့လိုမျိုးလူကြီးတွေပေါ့လေဟိုဒီ balance ဒီလေကောင်းတယ်နောက် forex တဲ့သူကြပါတယ်ဒီအသက်ကြီးရဲ့လူတွေသူ stretching လုပ်ခြင်းအပြင်ရယ်ဒီ yoga တို့ pilates တို့နောက်တစ်ခါကျ tai chi ကိုလုပ်တဲ့သူတွေကဒီ balance ပိုကောင်းတယ်သူချော်လဲတာတို့လဲတာမျိုးတို့ fall ဖြစ်တဲ့ risk ကလည်းနည်းပါတယ်နောက်သူတို့ရဲ့ဒီပေါ့လေမှတ်ဉာဏ်တွေကလည်းပိုပြီးကောင်းတာကိုတွေ့ရပါတယ်ဒီ activities တစ်ခုကလုပ်တယ်ဆိုလို့ရှိရင်တနာရီကို block calorie burn လုပ်လဲဆိုတော့ light activity ဆိုတာတော့ကျမတို့ဒီ office မှာပေါ့ office work သမားတွေရယ်နောက် cleaning house အိမ်မှာကိုနေ့တူကရှင်းလင်းနေရလူတွေ playing golf သမားတွေဆိုလို့ရှိရင်သူတို့ရတနာရီကို calorie 240 burn ဖြစ်ပါတယ် moderate activity သမားတွေကတော့ဒီ walking briskly ပေါ့လေတက်လဲရှောက်တဲ့လူတွေ gardening သမားတွေ cycle bicycle စီးရလူတွေ dancing တွေဆိုလို့ရှိရင်တနာရီကို380 calorie burn ဖြစ်ပါတယ် strenuous activity ဆိုလို့ရှိရင်ဒီ jogging ပေါ့လေjogging ကြswimming သမားတွေဆိုလို့ရှိရင်တနာရီကို980 calorie burn ဖြစ်ပါတယ် very strenuous exercise လုပ်တဲ့လူတွေကဒီပြေးတာပေါ့လေ running သမားတို့ ski သမားတွေဆိုလို့ရှိရင်တနာရီကို calorie 940 burn ဖြစ်ပါတယ်Now physical activity ကိုလည်းလှုပ်ရှားမှုနဲ့ဒီ calorie in နဲ့ calorie out ပေါ့လေ calorie in က very easy လေကျမတို့ဒီ100 calorie ဆိုတာဘယ်ဟာတွေက100 calorie ရှိလဲခုကျမခုနပြောတဲ့အတိုင်းပေါ့လေ snack လေးတွေစားမယ်ဆိုလို့ရှိရင်ဒီ breakfast နဲ့ lunch မှာ snack စားမယ် lunch နဲ့ dinner မှာ snack စားမယ်ဆို100 calorie ကဘလို့အစားတောက်မျိုးက100 calorie လဲဒီမှာဆိုရင် half apple နဲ့2 teaspoonfuls of the peanut butter now 10 baby carrot 10ခု baby carrot 10ခုဘူးမှမစားနိုင်ဘူးဒါပေမဲ့အဲ့ဒါပို့ပြီးတော့ဘယ်လိုခေါ်မလဲ10ခုတောင်စားရတယ်ဒါပေမဲ့လို့ तू က carrot ကြီးပဲစားတယ်ဆိုရင်အရသာမရှိရင် hummus တို့ပါတော့နည်းနည်းလေးနဲ့တို့စားလို့ရပါတယ်2.5 teaspoon for the hummus အဲ့ဒါ100 calorie ဝင်တာပါ now 10 big tortilla chips နဲ့ 1/4 salsa 1 medium apple 1 large hard-boiled eggs 1 banana 2.5 teaspoonful of mixed nuts 1 string cheese 3 cups air popped popcorn သူတို့က
calorie 100ရှိတဲ့ဟာပါအဲ့တော့ကို100 calorie စားရင်100 calorie burn ဖြစ်အောင်ကိုဘာလုပ်မလဲ100 calorie burn out ဖြစ်တာ basketball 20 minutes ကစားရင်100 calorie burn out ဖြစ်ပါတယ် biking 50 minutes ရယ် cleaning house 35 minutes dancing 20 minutes football 11 minutes mowing the lawn 60 minutes soccer play လုပ်ရင်30 minutes and running 11 minutes နဲ့ walking just regular walking တောင်မဲ့25 minutes ဆိုလို့ရှိရင် calorie 100 burn ဖြစ်ပါတယ်အားလုံးပြီးသွားတဲ့အခါမှာအစားအသောက်လည်းတည်ပြီးကိုယ်လည်း activity လည်းတည်သွားပြီဆိုရင်နောက်တစ်ခုကျွန်မရှင်းပြချင်တာကတော့ဒီ food label ဖတ်တာဒါအရေးကြီးပါတယ်very tricky ပါအဲ့ food label ကိုမဖတ်တတ်ဘူးဆိုရင်ကိုဘယ်လောက်စားရဲဆိုတာလည်းမသိပါဘူးဒီဟာလေးကတော့ဒီ slide မှာလည်းပါတယ်ဒီ file တွေထဲမှာလည်းပါပါတယ်အရေးကြီးတဲ့ဟာလေးပဲပြောသွားပါမယ်အရေးကြီးတာတော့သူကserving size ပေါ့လေ serving size ဆိုအရင်ဆုံးဖတ်ပါserving size အခုဒီပြမယ် food level ကအာလူးကြော်တစ်ထုပ်ရဲ့ဒီ food level ကိုရှင်းပြထားတာပါအဲ့တော့ဒီမှာဆိုရင် serving size က 2.5 serving size ပါကျမတို့ကသတ်မှတ်တာ1 serving size ဆိုတဲ့တယောက်စာလို့သတ်မှတ်ရင် 2.5 serving size ဆိုရင်ဒါ2ယောက်ခွဲစာပေါ့လေဒီအာလူးကြော်တစ်ထုပ်ကိုတစ်ထုပ်လုံးစားလိုက်မယ်ဆိုရင်ဒါ2ယောက်ခွဲစာစားတဲ့ဟာလို့မြည်ပါတယ်အဲ့တော့ကိုကဒါ serving size တည်ရဆိုရှင်အကုန်လုံးမစားပြပါဘူးဘာလို့ဆိုတော့1 serving size က15 chips ပဲပါပါတယ်တကယ်လို့ဒါကိုကတယောက်စားစားမယ်ဆို15 chips စားပြီးရင်ဒါရက်လိုက်ပါဒါ1 serving size ပေါ့လို့ပါအကုန်လုံးစားမယ်ဆိုရှင်တော့ဒါ 2.5 serving size ပါအဲ့တော့ serving size ပြီးတဲ့အခါမှာ serving size per calorie ပေါ့လေ serving size per calorie က1 serving size ဆိုရှင်သူက150 calorie ရှိပါတယ်150 calorie ဆို the whole bag ဆိုလို့ရှိရင်360အဲ့တော့ခုနပြောတဲ့အတိုင်းကျမတို့ကမသိဘူးဒါတထုပ်မလို့စားလိုက်တယ် 2.5 serving ဆိုမကြည့်မိဘူးအကုန်စားလိုက်ဆိုရှင်ဒီအာလူးကြော်ထုတ်ရဲ့ calorie က360ကိုထဲကိုဝင်သွားပါတယ်ဒါ serving size နဲ့ calorie ရယ်နောက်ပြီးတဲ့ခါကျတစ်ခုချင်းပေါ့လေ fat ရယ်အဲ့မှာ तू ကနောက်တစ်ခုရှင်းပြထားတာ percent daily value ပေါ့လေ percentage daily value ဆိုတာကဒီ1 serving size မှာပါတဲ့ percentage ကိုပြတာပါအဲ့မှာဒီ အဲ့ကျွန်မတခုဝယ်ပြီးဆိုရှင်အဲ့မှာ तू percentage လေးပါလာလိမ့်မယ်အဲ့တော့1 serving size ရဲ့ percentage value ကိုကြည့်လိုက်တဲ့အခါမှာ5ပေါ့လေ 5% ဆိုလို့ရှိရင်ဒီအဓိကပေါ့လေ helpful hints 5% ဆိုရှင်သူ့မှာပါရနည်းတယ် 20% ဆိုရှင်အများများတယ်အဲ့တော့ဘာလဲဆိုတော့မကောင်းတဲ့အစားအသောက်ဆိုရှင် percentage နည်းလေကောင်းလေကောင်းတဲ့ဟာဆိုရှင် percentage များလေကောင်းလေအဲ့တော့ fat ကိုကြည့်လိုက်မယ်ဆိုရှင် fat က percentage နည်းလေ saturated fat က5% လောက်ပဲရှိဆိုဒါကောင်းတယ်ဒါပေမဲ့ saturated fat က20% နဲ့များပြီးတော့30% လောက်ဖြစ်တယ်ဆိုရှင်ဒီ fat ကမကောင်းဘူးဒါကြက်ဆက်ပြီးရှင်းပြရမယ်အဲ့တော့ဒီမှာဆိုရှင်ဒီစာရွက်မှာဒီ slide မှာလေဒီ total fat မှာပါတဲ့ဟာ1 serving size မှာ 16% ပါပါတယ် the whole bag ဆိုလို့ရှင်38% ပါပါတယ်အဲ့ဒီမှာ saturated fat က1 serving size ဆို 6% မဆိုးဘူးသူက1 serving size လောက်ပဲ15 chip လောက်ပဲစားမယ်ဆိုရှင်ဒါမဆိုးဘူးဒါပေမဲ့ကိုကအဲ့တလုံးစားလိုက်ပြီဆိုရှင်သူကသူ့ရဲ့ percentage က 14% ဖြစ်သွားပါတယ်အဲ့တော့များရဲ့အထက်မှာပါပါတယ်အဲ့ saturated fat ကဒီထဲမှာဆိုရှင်1 serving size ဆိုရှင် 6% the whole bag ဆိုရှင် 14% အဲ့မှာနောက်တစ်ခုပါတာ trans fat ဘယ်အစားတောက်မဆိုကြည်လိုက်ပြီးတော့ trans fat က0များပါတယ်ဘာလို့ဆို trans fat ကတကယ် bad fat ပါ bad cholesterol ပါအဲ trans fat ပါတယ်ဆိုလို့ရှိရင်အဲ့အစားတောက်ကိုလုံးဝကိုမစားပါနဲ့ trans fat မှာတခုဘာဖြစ်ပြီးရေးထားတယ်ဆိုရှင်အဲ့အစားတောက်ကိုချခဲ့ပါမရွေးပါနဲ့fat မှာ saturated fat percentage နည်းတဲ့ဟာကိုစားပါ unsaturated fat ပါတဲ့ဟာကိုများစားပါဆိုဒီယမ်လည်းဒီမှာပါပါတယ်ဆိုဒီယမ်ကလည်းအထူးသဖြင့်ပေါ့လေဒါ chip ဆိုတော့ဆိုဒီယမ်ပါတယ်အထူးသဖြင့်ဒီသွေးတိုးသမားဆိုရှင်ကျမတို့က low sodium diet ကိုယူပါတယ်ဒီမှာဆိုရှင်ဆိုဒီယမ်ကဘယ်လောက်ပါလဲဆိုတော့ဒီ7% တော့ total ဒီလိုအပ်တဲ့ value က 7% ဖြစ်ပါတယ်7% ဖြစ်တဲ့အတွက်ကြောင့်မလို့ဒါမဆိုးတဲ့သဘောမှာတော့ပါတယ်ဒါပေမဲ့ကောက်လောက်လိုက်မယ်ဆိုရှင်သူ့ရဲ့ပေါ့လေsodium milligram က180 milligram ပါပါတယ်ကျမတို့ဒီ
သွေးတိုးသမားတွေကိုအမြဲတမ်း diet ဆိုရှင် sodium diet low sodium diet ဆို2 gram လို့ပဲသတ်မှတ်ပါတယ်အဲ့တော့ဒီ 1/7 size ဆိုရင်တော့မစိုးသေးဘူးဒါပေမဲ့တစ်အိတ်လုံးစားရင်တော့သူစားရ420 mg ဖြစ်နေပါပြီအဲ့တော့2 gram တောင် close ဖြစ်နေ chip တစ်ထုပ်ထည့်ရင်400ကျော် mg ရနေပြီဆိုတော့ကိုကတခြားဟင်းတွေရပါတယ်ဆိုတော့ဒီဟာဒီသွေးတိုးသမားတွေဆိုလို့ရှိရင် chips အငံဘတ်တက်ပါအတွက်ကြောင့် short စားတင်ပါတယ်နောက်ပြီးရခါကျ carbohydrate သွားပါတယ် carbohydrate ကဒီမှာဆိုလို့ရှိရင်ဒီ chip ဖြစ်တဲ့ကြောင့်မလို့ carbohydrate က1/7 size မှာ 5% ပဲပါတယ် the whole chip မှာဆိုလို့ရှိရင်တော့ 12% ပါပါတယ်အဲ့တော့ဒီ carbohydrate မှာdietary fiber ဆိုတာရှိသေးရယ် carbohydrate မှာ dietary fiber များတဲ့ဟာကိုစားပါတချို့နေရာမှာ dietary ဒီ carbohydrate ကများပေမဲ့လို့ dietary fiber ကလည်းများနေရင်ဒါကောင်းတယ်တချို့ကကြာ carbohydrate ကများတယ် dietary fiber နည်းတယ်ဆိုရှင်မကောင်းဘူးအဲ့တော့ dietary fiber များတဲ့ carbohydrate ကိုစားပါဘာလို့ဆို dietary fiber က fiber ပါတဲ့အတွက်ကြောင့်မို့လို့သူကဒီခန္ဓာကိုယ်ထဲမှာအချိုဓာတ်တစ်နှုံးဟာနှီးတယ်ကြာ fiber များတဲ့အတွက်ကြောင့်မို့လဲဝင်းကလွယ်ပေါ့လေဝင်းကောင်းကောင်းသွားတဲ့အတွက်ကြောင့်ကျန်းမာရေးအတွက်လည်းသူကပိုကောင်းပါတယ်ဆိုတော့နောက်ဆုံးအပိုင်းကတော့ဒီ vitamins အပိုင်းပေါ့လေ vitamins အပိုင်းကတော့ဒီမှာ chips ထုတ်ဖြစ်တဲ့အတွက်ကြောင့်မလို့ vitamin သိမ့်မပါပါဘူးအဲ့တော့သူရဲ့ percent value ကလည်းနည်းပါတယ်အဲ့တော့တခြားစားတောက်တွေရွေးတဲ့အခါမှာဒီ percent value များဆိုတော့ဒီ vitamins minerals တွေပါတဲ့ဟာကိုများများစားသင့်ပါတယ်အဲ့တော့ဒီ food label ကကျွန်တော် average လူတယောက်ရဲ့2000 calorie မှာလိုအပ်တဲ့ဟာကိုတွက်ထားတာဖြစ်ပါတယ်။နောက်ပြီးဆုံးအောက်ဆုံးမှာ ingredient ဆိုတာလေးပါပါတယ်။ ingredients မှာဒီတစ်ထုပ်မှာဘာတွေပါလဲဆိုတော့ဒီမှာဆိုလို့ရှိရင် potatoes ပါမယ် sunflower oil ပါမယ် corn oil ပါမယ် salt ပါမယ်။သူရဲ့ဒီ ingredient ဘယ်လိုရေးထားလဲဆိုတာသူ label ကဒီအမြင့်ဆုံးကနေအနိမ့်ဆုံးကိုရေးသွားတာပါစချင်းဟာအများဆုံးပါပါတယ်အဲ potato ကစရင်ဖြစ်တဲ့အတွက်ကြောင့်ဒီအထုပ်မှာပါတဲ့ဟာမှာ potato အများဆုံးပါနောက်ဆုံးမှာ salt ကအနည်းဆုံးကအနည်းဆုံးဖြစ်တဲ့အတွက်ကြောင့် salt ကအနည်းဆုံးပါfood label နဲ့ပတ်သက်ပြီးတော့မဖတ်တတ်ဘူးဆိုရင်ကျမတို့နောက်ပိုင်းမှာလာရှင်းလို့မေးလို့ရပါတယ်။နောက်တစ်ခုကတော့ drink ပေါ့။ဒါကလည်းအလွန်အရေးကြီးပါတယ် water is the best ဖြစ်နိုင်တော့ရေပဲတောက်ပါတချို့ရရေအရသာမကြိုက်ဘူးဆိုလို့ရှိရင်ဒီ lime ဆို lemon တို့ထည့်တောက်ပါ flavor water လေးရှိပါတယ် sprinkle water တွေရှိပါတယ်တချို့ကြ fusion ပေါ့လေရေနဲ့ fruit တွေထည့်ပြီး fusion water တောက်တာရှိပါတယ်ဘာဖြစ်လို့ပြောရလဲဆိုတော့ဒီမှာဆိုရင်ဒါ healthy ပဲလေ smoothie ဒါပေမဲ့လို့သူ့ထက်မှာပါတဲ့ဟာ60 gramဒါ sugar ပါတယ်60 gram ဆိုတာဘယ်လောက်လဲဆိုတော့ဒီအောက်မှာဒီမှာမြင်ရလာတာမသိဘူးအဖြူအတုံးလေးတွေရှိတယ်အဲ့ဒါတကြားအတုံးလေးတွေပါတကြားအတုံးလေးတွေမှာတုံးကို4 gram ပါတယ်အဲ့တော့ဒီ60 gram ဆိုရှင်အဲ့4တုံးဆိုရှင်ဒီမှာဆိုရင်15လေးလီ60 15တုံးပါတယ်ဒီဘူးထဲမှာsugar 15တုံးပါတယ်စဉ်းစားကြည့်ဒါဟိုပြောတယ်ဒီမှာလည်းအခုရေးထားတယ်အခုဒါကတော့ဒါ first food မှာအများဆုံးရတဲ့ဒီ drink နေပေါ့လေ fountain drink နေပေါ့လေ fountain drink နေဆိုရှင် unlimited ရတယ်လေတော်ဖြည့်လို့ရတယ်အဲ့ဒီမှာ sugar ဘယ်လောက်ပါလဲ128 cube ဒီ4 gram cube လေးပါတယ်အဲ့ဘယ်လောက်အတုံးရှိမလဲဆို32တုံး32တုံးဒီကပ်ထဲမှာပါတယ်အဲ့တော့ကိုစဉ်းစားကြည့်ဒီခွက်ထဲမှာတောက်လိုက်ပြန်အဲ့ကိုခန္ဓာကိုယ်ထဲမှာ sugar တွေကတောင်းလို့ပုံနေရဲဆိုတဲ့ဟာကိုတတိထားစေခြင်းလို့ဒီဟာကိုပြတာပါဒီဟာလည်းအဲ့လိုပါပဲဒါတွေကကြတော့ sugar amount တွေကနည်းလာတယ်ဒီ mix ဆိုလို့ရှင်လည်းဒီမှာ2ခုလောက်ရှိမယ် black coffee ဆိုလို့ရှင် sugar မပါဘူးတဲ့ကြောင့်0ပဲရှိမယ်အဲ့တော့ဒီတက်နိုင်တွေပေါ့လေ sugary drink sugary food တွေကိုရှောင်ပါကျမဒီပေါ့လေ diabetes ရဲ့ပြောရခြင်းပေါ့လေ pre-diabetes ရဲ့ဒီ topic ရဲ့ရွယ်ချက်ကတချို့တွေကကြတော့ diabetes ငါ diabetes ရှိရပဲဆိုပြီးတော့တိတ်အလေးမထားပါဘူးဒါပေမဲ့ they are dangerous ပါဟို heart attack ကချက်ချင်းသေသွားတယ်ဒါချက်ချင်းမသေဘူးသူကဖြည်းဖြည်းချင်းနဲ့နှိပ်စက်တာပါဘာလို့ဆိုတော့သူကစိုးကျိုးတွေရတာကိုဒီ diabetes ကနေရဲ့စိုးကျိုးတွေကမျက်စိကနေခြေထောက်ထိသွားတယ်မျက်စိမှာဆိုရှင်တချို့ရေဟို late effect ဖြစ်သွားတယ်မျက်စိကိုတခြားမစစ်ဘူးဆိုလို့ရှင်မျက်စိကွယ်တဲ့အထိဖြစ်တတ်ပါတယ်အုံနောက်အနေနဲ့ဆိုလို့ရှင်သူတို့တွေက
ဒီ stroke တွေရပါတယ်သွေးကြောတွေကကျဉ်းလာပြီး stroke ရပါတယ်နောက်သွားတဖုံးယောဂဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီ diabetes ရှိရလို့ဆိုရှင် every 6 months dentist ဆိုပြတင်ပါတယ် dental cleaning တွေလုပ်တင်ပါတယ်နှလုံးမှာဆိုလို့ရှိရင်လည်းအဲ့လိုပဲ heart attack နဲ့နှလုံးသွေးကြောကျဉ်ပါတယ်နောက်ကြောက်ကလည်းထိပါတယ်နောက်အကြောတွေကလည်းဒါ sorry အကြောမဟုတ်ဒါသွေးကြောပေါ့သွေးကြောတွေကလည်းအဲ့လိုပဲထူလာပြီးတော့ပိတ်လာပြီးတော့သွေးမလျှောက်တော့ဘဲနဲ့တချို့ရေဆိုရင်ခြေထောက်တွေပါဖြတ်ရပါတယ်ဒီမှာကျတော့ထုံနာကျင်တာတွေမသိတော့တိုက်မိခိုက်မိပြီးတော့အနာရွာရပြီးတော့ခြေချောင်းလက်ချောင်းလေးခြေချောင်းလေးတွေဖြတ်ရတဲ့လူနာတွေအများကြီးပါအဲ့တော့ဒီ topic အဓိကရွယ်ချက်ကတော့ဒီကျန်းမာရေးလိုက်စားခြင်းအပြင်ဒီယောဂဝေဒနာဆိုးကျိုးတွေမရအောင်ကာကွယ်နိုင်အောင်လို့ပြောခြင်းဖြစ်ပါတယ်နောက်တစ်ခုကကျွန်မခုနပြောတဲ့ fatty liver ဆိုတဲ့အတိုင်း fatty liver ကသူကအသေးမှာအစီဖုံးတာပေါ့လေသူကဝါတဲ့လူလည်းဖြစ်တတ်တယ်ပိန်တဲ့လူလည်းဖြစ်တတ်တယ်အဓိကကတော့အစာများလို့ပေါ့အထူးသဖြင့်အချိုဓာတ်နဲ့ carbohydrate စားတဲ့လူတွေမှာ fatty liver ဖြစ်ပါတယ်ဒီပိန်တဲ့လူတွေမှာလည်း fatty liver တွေ့ရပါတယ်ဒါကတော့ normal liver ပါရဲနေရပဲအဲ့ထက်မှဒီ cells တွေပေါ့ဒီ liver cells တွေကိုအစီတွေကတိုးဝင်လာတဲ့ခါမှာတဖြည်းဖြည်းနဲ့ကြီးလာတယ်ဝါလာတယ်ပြီးလာတဲ့ခါကျအကုန်လုံးက fat ဖြစ်ပြီးတော့ခါကျ scar ဖြစ်သွားတယ်ကျုံသွားပြီးတော့တဲကျွတ်နာပေါ့လေတဲကျွတ်နာ cirrhosis of liver ဒီဟာကဒီများသောအားဖြင့်ဒီ fatty liver ကalcoholic liver လို့ပဲဒါကတော့ non alcoholic လို့ခေါ်တာပေါ့လေ non alcoholic fatty liver ပါရက်မတောက်ဘဲနဲ့ဒီတဲကျွတ်နာဖြစ်တဲ့ဟာမျိုးပါပေါ့လေအဲ့တော့ဒီအဆင့်ရောက်ပြီဆိုလို့ရှိရင်ကျမတို့ကဒီ non alcoholic fatty liver ဆိုလို့ရှိရင်ကာကွယ်လို့ရသေးတယ်ခုနလိုပြောတဲ့ diet နဲ့ exercise လုပ်ချပြင်ကာကွယ်ပြီးတော့ normal ထိပြန်ရောက်နိုင်တယ်ဒါပေမဲ့ cirrhosis of liver ရောက်သွားပြီအသေးကျွတ်နာဖြစ်သွားပြီဆိုရင်ကာကွယ်လို့မရပါဘူးအသေးကျွတ်နာတွေကနေပြီးတော့နောက်ဆုံးပိတ်ရေဖြင်းဆွဲပြီးတော့ဗိုက်ဖောင်းပြီးတော့သွေးအန်နာမျိုးတွေပါဖြစ်တတ်တယ်နောက် liver cancer တွေပါဖြစ်တတ်ပါတယ်အဲ့တော့ဒီလိုမျိုးမဖြစ်အောင်လို့ diet နဲ့ exercise ကိုလုပ်ပါလို့အကြံဉာဏ်ပေးပါမယ်နောက်ဆုံးကတော့ဒါ metabolic syndrome ဆိုတာဘူးတုတရအောင်ပြောတာပါ metabolic syndrome ဆိုတာဘာကိုခေါ်လဲအဲ့ဒါကတော့ဒီ blood pressure များတဲ့လူတွေရယ် sugar များတဲ့လူတွေရယ် central obesity ရှိတဲ့လူရယ်ကောင်းတဲ့ cholesterol ဖြစ်တဲ့ low HDL ပေါ့လေကောင်းတဲ့ cholesterol ကနည်းပြီးတော့နောက်တစ်ခါကျ indirected cholesterol level များတဲ့လူတွေအဲ့ထက်မှ3 out of 5ရှိရဆိုလို့ရှိရင်ကျမတို့ metabolic syndrome လို့ခေါ်ပါတယ်ကျမထင်တော့ကျမတို့စီကံမှာလူနာပြိုင်80%လောက်ကမစစ်ဖဲနဲ့တောင် metabolic syndrome ရှိနိုင်တဲ့အခြေအနေရှိပါတယ်အဲ့တော့ကျမဒီ topic တွေကိုနောက်ဆုံးအနေနဲ့ညီကုန်းဆုပ်ကျင်တာကတော့ဒီ diet နဲ့ exercise ရေးကြည့်ပါရဲ့နောက်တစ်ခုကကျ stress control ကလည်းအလွန်ရေးကြည့်ပါတယ်stress များတယ်ဆိုရှင်ဒီမကောင်းတဲ့ cortisol level များပြီးတော့ဂျန်တဲ့ဟာတွေအကုန်လုံးဖြစ်နိုင်ပါတယ်အဲ့တော့ကျမတို့ဒီ stress ကိုလည်းကိုလည်း view site ကြပါလို့အိတ်ချိန်မှန်မှန်အိတ်ပါစားချိန်မှန်မှန်စားပါ Facebook မှာပဲတိတ်ပြီးတော့အချိန်မဖြုံးပါနဲ့နောက်တစ်ခုကကြတော့ပေါ့လေဒီ meditation ပေါ့လေဒါကတော့ဒီ religious အနေနဲ့ပြောတာမဟုတ်ပါဘူး mindfulness ပေါ့လေအဲ့ဒါလေးကိုလုပ်ချင်အပြင်စိတ်ကိုပေါ့လေ stress ကို release ဖြစ်အောင်လုပ်ပြီးတော့ခန္ဓာကိုယ်ကနေကောင်းတဲ့ hormone ဖြစ်တဲ့ endorphin တွေထုတ်ခြင်းအပြင်ဒီကျန်းမာတန်ဆွမ်းကြပါစေလို့ဆုတောင်းရင်းနဲ့ကျွန်မဒီ topic တွေကိုဒီ talk လေးကိုညီကုန်းချုပ်လိုက်ပါတယ်မိကုန်းများရှိရဆိုလို့ရှိရင်ပြီးရဲ့အခါမှာမေးနိုင်ပါတယ်ရှင်အားလုံးပဲကျေးဇူးတင်ပါတယ်အားလုံးလည်းအကျိုးရှိမယ်လို့ယုံကြည်ပါတယ် thank you